မင်္ဂလာပါညီမနာမည်ကတော့နီလာပါညီမတို့ဒီနေ့ lifestyle diary စီစဉ်လေးကိုမိတ်ဆက်ပြီးသွားမှာပါညီမတို့ဒီ lifestyle diary စီစဉ်လေးရဲ့ဒီနေ့ပထမဆုံး topic တွေကတော့အိမ်လေးပေါ့နော်အိမ်လေးတောင်းကိုရှင်းပြပြပါပေါ့နော်လူတိုင်းရဲ့ဘဝမှာပေါ့နော်ဒီလုံခြုံနေရွှေ့တဲ့အိမ်လေးလူတိုင်းလိုချင်တဲ့ဒီလုံခြုံနေရွှေ့တဲ့အိမ်လေးတိစောက်တဲ့အခါမှာတချို့ဆိုရင်ဆယ်စုနှစ်များစွာပေါ့နော်အချိန်ယူငွေတွေစုဆောင်းခဲ့ရတယ်အချိန်တွေယူပြီးတော့စောက်ဖို့ပေါ့နော်သူတို့ရဲ့အိမ်မက်လေးကိုကောက်ထည့်ဖို့စူးစမ်းနေတဲ့အချိန်မှာကဲလို့စောက်ပြီးသွားတဲ့ခါကျရင်ကိုယ်စိတ်တိုင်းကြမဖြစ်တာဥမာ comfort မဖြစ်တာပေါ့နော်လုံခြုံမှုရှိနေတယ်အိမ်ထဲမှာနေပြီးအဲ့လိုမျိုးရွေးချယ်မှုတွေမှားနေသွားတဲ့အခါမှာဟိုပြန်ပြင်ဖို့ကလည်းလွယ်ကူမနေဘူးပေါ့နော်အဲ့ဒီခါကျလို့ဆိုလို့ရှိရင်အဲ့လိုမစောက်ခင်မှာပေါ့နော်ညီမတို့ဒီမိမိတို့အနေနဲ့ဘလို့ပြင်ဆင်ထားရမလဲဘလို့ရွေးချယ်မှုတွေပြုလုပ်ရမလဲ developer ပေါ့နော်အဲ့ဒါလေးကိုညီမကဒီနေ့နဲ့ပဲတိတိယအကူတွေကိုတစ်ချက်ဆွေးနွေးသွားမှာပေါ့နော်ဟုတ်ကဲ့အကူတို့တစ်ချက်ကအကိုတို့တစ်ချက်လာနေပြီပါအောင်ဆိုအရင်ကတော့စပြီးတော့မိတ်ဆက်ပေးနေတာပေါ့နော်ဆိုတော့ကျွန်တော်များတော့ကိုခင်စောဝင်းမှာကျွန်တော် financial consultant လုပ်ပါတယ်ပေါ့နော်အဲ့တော့ကုမ္ပဏီ SME ကုမ္ပဏီတွေမှာကုမ္ပဏီအလက်ကုမ္ပဏီအကြီးမှာလည်းကျွန်တော် finance နဲ့ပတ်သက်ပြီးတော့တာဝန်အများကြီးယူပါတယ်ဆိုတော့ကျွန်တော်ကလည်းဒါ finance နဲ့ပတ်သက်တဲ့ခေါင်းစဉ်မဟုတ်ပေမဲ့ကိုလည်းကိုမိသားစုတို့အိမ်လေးတစ်လုံးစောက်ခဲ့ပေးဘူးရေပေါ့နော်အဲ့တော့လက်ရှိမှာလည်းကျွန်တော်ဒီကိုရိုင်းဆောက်ခဲ့တဲ့အိမ်ကြီးမှာပဲနေနေတယ်ဆိုတော့ဒီအရာရဲ့အားနေခြင်းအားသာချက်တွေလည်းဝင်ပြီးတော့ဆွေးနွေးပေးခြင်းနဲ့ဆန္ဒနဲ့ဒီ season လေးမှာကျွန်တော် join ဖြစ်တာပါဗျာကျေးဇူးပါဗျာဟုတ်ပါကျေးဇူးတင်ပါတယ်မင်္ဂလာပါကျွန်တော်ကကြတော့ဟိုပါပေါ့မြန်မာနာမည်တော့ဇော်လင်းတန်ပါပေါ့ဒါပေမဲ့ကျွန်တော်ကများသောအားဖြင့်ကတော့ David လိုပဲလူများစုံသိကြတယ်ပေါ့နော်ကျွန်တော်ကတော့ဒီ New East Creative Engineering and Construction ရဲ့ founder MT ပါပေါ့ကျွန်တော်ကကျတော့အခုလက်ရှိမှာကျတော့ ဆောက်လုပ်ရေးဟိုဗာလဲ engineering နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်အဓိကထားပြီးလုပ်ပါတယ်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီအနေနဲ့လည်းတချို့ဟာလေးတွေသွားတဲ့အချိန်မှာဟိုဒီ client တွေကျွန်တော်တို့နဲ့ edit client ပဲဖြစ်စီ edit client ပဲဖြစ်စီတချို့ဟာလေးတွေတချို့ကျွန်တော်တို့ရဲ့ construction တွေပေတွေကဘုဟုတုတာလေးတစ်ခုခုလောက်ကိုရသွားဖို့ကျွန်တော်တို့ရည်ရွယ်ပြီးတော့ဒီ season လေးမှာပါဝင်ဖြစ်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အကိုဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့ဖြိုးမသိပေါ့နော်ကျွန်တော်ကတော့ဒီ NAC မှာပဲပေါ့နော်ဒီကဖောင်ဒါရဲ့ဟိုဟာမှာပဲ HOC အနေနဲ့ကျွန်တော်တို့စပြီးတော့တာဝန်ထမ်းဆောင်လာပြီเนาะအဲ့တော့ဒီဆောက်လုပ်ရေးပိုင်းတွေကိုတော့ကိုတို့ကတော့အများသက်စီလှုပ်လာတာဆိုတော့ဒီဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေမှာဒီ topic လေးမှာပြန်ပြီးတော့ဝင် join ဖြစ်တာပေါ့အဲ့ဒါလေးကိုပြောချင်ပါတယ် HOC ဆိုတာဗာလဲပြောလိုက်အောင်ဆရာHOC ဆိုတာတော့ Head of Construction ပေါ့နော်အဲ့ဒါလေးပါအဲ့ဒီယာတူလေးနဲ့တော့တာဝန်ထမ်းဆောင်နေပါတယ်လို့ပြောပါလေဟုတ်ကဲ့ပါကျေးဇူးပါကဲအဲ့ဆိုဆရာဘယ်သူဘက်ကစမလဲပေါ့အဲ့ဆိုရင်ဘယ်ဘက်ကစဘယ်ဘက်ကစကိုဒီဘက်ကနဲ့စားတယ်လို့ဆိုတော့စပြီးကိုဒီဘက်နဲ့အကိုဘက်ကစားတယ်ဒါမှမဟုတ် finance ဘက်ကတည်းကဘာလို့ဒီပြရလဲပေါ့နော်အဲ့ဆိုကိုဆရာအကိုအနေနဲ့ပေါ့နော်ဒီအိမ်မဆောက်ခင်မှာ finance ကိုဘယ်လို manage လုပ်ဘယ်လိုစီစဉ်ထားလဲတစ်ချက်လောက်ရှင်းပြပေးပါကျွန်တော်တို့အတွေ့အကြုံရပါလေကိုမိသားစုမှာမိသားစုနဲ့နေတူနေဖို့အိမ်လေးစောက်ခဲ့ဘူးတယ်ပေါ့နော်ဆိုတော့စောက်ခဲ့ဘူးတဲ့အခါကျတော့ရှင်းနိုင်ရင်တော့လက်ထဲမှာပြည့်ပြည့်စုံစုံရှိပြီးစောက်တာတော့အကောင်းဆုံးပေါ့နော်အကောင်းဆုံးပဲနောက်တစ်ခုကအိမ်စောက်တယ်ဆိုတာသိတဲ့အတိုင်းပဲကျွန်တော်တို့ကမျှော်မှန်းထားတဲ့အမြဲတမ်းပို့ပြီးတော့ကုန်ကြလေးရှိတယ်ပေါ့နော်ဆိုတော့ကိုက3000နဲ့အိမ်စောက်မယ်ဆိုရင်လက်ထဲမှာ3000လောက်ရှိထားဖို့တော့လိုတယ်ပေါ့နော်။အဲ့တော့ဟိုတချို့ဒီဘက်ကပိုဆိုးတာပေါ့လေကျွန်တော်တို့ကုန်စည်နှုန်းတွေက inflation ကြောင့်ပဲဖြစ်အများနဲ့အပြောင်းလဲဖြစ်တယ်အများနဲ့အပြောင်းလဲဆိုတာလည်းအတက်ဘက်ကိုပို့ပြီးတော့သွားတာပေါ့နော်ဆိုတော့အတက်ဘက်ကိုပို့သွားတဲ့အခါမှာကျတော့ဟိုကမျောလင့်ထားတဲ့အချိန်မှာတော့3000လို့မျောလင့်ထားပေမဲ့တကယ်ကိုစောက်တဲ့အချိန်မှာကုန်ကျစရိတ်က1500 2000ဖြစ်သွားတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီငွေကြေးနဲ့ပတ်သက်ရင်တော့ကိုစောက်မဲ့ပမာဏတက်ပိုသားသားလေးကင်ထားပြီးတော့မှစောက်ဦးတစ်ခုကိုစောက်တာတော့ပိုကောင်းတယ်လို့ကျွန်တော်တို့ပြောချင်တယ်ပေါ့လေဒါပထမဆုံးအနေနဲ့လည်းလို့ဆွေးနွေးချင်ပါတယ်ကျွန်တော်ပြောလို့ရမလားပေါ့ဆိုတော့ခုနကပြောတဲ့ဟာလေးပေါ့အဲ့ဒါလေးကတော့ကျွန်တော်တို့ဒီ season နဲ့တော့နည်းနည်းလေးအစီအစဉ်ကတော့ဒါကတော့ knowledge sharing ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သို့တော်ညာလည်း marketing လေးတစ်ခုတော့လုပ်မှာပေါ့နော်ကျွန်တော်တို့ NAC ကိုအပ်ပါကိုအခုအဲ့လိုမျိုးငွေကိုနောက်ထပ်ကုန်မဲ့ပတ်စံအခုလို့စီကထပ်ပြီးတော့မတောင်းဘူးထပ်ပြီးတော့လည်းကုန်မှာမဟုတ်ဘူးလို့ NAC ဘက်ကနေပြီးတော့အခုလို့ဒါတော့ marketing လုပ်ပါတယ်ပေါ့တက်ဆောင်မဲ့ NAC နဲ့အပ်ပါပေါ့အဲ့ဆိုကျွန်တော်ဒီ topic လေးထဲမှာဝင်ဆွေးနေချင်တာပေါ့နော်အင်ရှင်တွေအများစုကအဲ့လိုမျိုးအတွေ့အကြုံလေးရှိတယ်ပေါ့ဘယ်လိုမျိုးလေးတွေးလဲဆိုတော့အိမ်ကငါတို့ကတိန်းတစ်ပိတ်ဒီအိမ်လေးဆိုငါတို့ဘယ်လောက်ကြာမလဲပေါ့အဲ့ဒါဆိုရင်တော့တိန်း1000လောက်ကုန်တယ်အဲ့ဆိုရင်တော့1500လောက်ငါတို့ကင်ထားဒါမှမဟုတ်2000လောက်ငါတို့ကင်ထားအဲ့လိုအများနဲ့တွေးဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့
တက်လာတဲ့ကုန်စည်နှုန်းတွေချောင်းလဲပါတယ်နောက်တစ်ခုက construction ကျွန်တော်တို့လည်းအရင်တော့ဖြစ်ခဲ့ဘူးပဲပေါ့နော်စာချုပ်တေချာခိုင်ခိုင်မာမာမချုပ်ခဲ့တာလို့ဘာလို့အဲ့ပုံမှာမူတည်ပြီးတော့ထပ်တောင်းရတဲ့အားမျိုးတွေကြုံလာတဲ့အချိန်မှာအင်ရှင်တွေ client တွေဘက်ကနေပြီးတော့တချို့အတွေးလေးတွေရင်ထဲမှာရောက်သွားတာမျိုးလေးပေါ့အဲ့အရင်ကရောက်သွားတဲ့ဟာလေးနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးရှင်းပြပေးမယ်ပေါ့ဆိုတော့ကျွန်တော်တို့က construction ကကြတော့အရင်ကျွန်တော်တို့ဒီအရင်2019နဲ့18နဲ့ပတ်ချလဲမှာဆိုလို့ရှိရင်300လောက်ဆိုလို့ရှိရင်အင်ကောင်းတစ်လုံးကကောင်းရပြီကျွန်တော်တို့ဆိုလို့ရှိရင်ပါကီတွေပါလေကျွန်တော်ထည့်ပြီးလို့ရပြီဒါပေမဲ့သိုးတော်ညာလဲအခုနောက်ပိုင်းခက်ပြောင်းလာတဲ့အချိန်ဒီမှာကုန်စည်နှုန်းကလည်းမငြိမ်ဘူးဥပမာတန်စီဘီလက်မီဈေးဆိုတော့လုံးဝမငြိမ်တာလေးရှိတယ်ပေါ့မငြိမ်တာလေးရှိတဲ့အချိန်မှာ construction တွေအနေနဲ့ကကြတော့ရှုံးလာတဲ့ဟာမျိုးပြီးပုံမဆိုင်လာရမယ်ပမာဏမျိုးကြုံလာတဲ့ခါမျိုးကြတော့အင်ရှင်တွေစီကနေပေါ့ထပ်တောင်းတာမျိုးတွေတစ်ခါတည်းကြလို့ရှိရင်ထပ်တောင်းလို့မရတော့တဲ့အချိန်တွေမျိုးမှာဆိုလို့ရှိရင်ထားခဲ့ပြီးတော့ထွက်သွားတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးလေးဖြစ်နေကြလေလို့မျိုးအခုပုံစံမျိုးမှာဖြစ်လာကြတယ်ပေါ့ဆိုတော့ကျွန်တော်တို့ကတော့ဘယ်လိုလုပ်လဲဆိုရင်တော့ကျွန်တော်တို့မှာလုံးတဲ့ဟာလေးတခုတော့ရှိအဲ့ဒါဘာလို့ဆိုတော့အင်ရှင်စီကနေပြီးတော့စတင်ပြီးလက်ခံတဲ့အချိန်မှာပဲကျွန်တော်တို့ကပစ္စည်းအကုန်ထည့်ထားလိုက်တယ်estimate ကပြီးတော့ပစ္စည်းကုန်ထားလိုက်တယ်အဲ့တော့ကျွန်တော်တို့မှာပစ္စည်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာမရှိတော့အဲ့တော့ ancient စီကလည်းကျွန်တော်တို့ကထပ်တောင်းစရာမလိုတော့အဲ့ဒါပို့ပြီးတော့မှနောက်တစ်ခုထပ်ပြီးတော့တာတာကြောင့်ကျွန်တော်တို့ကကြတော့ပုံမှန်ကျွန်တော်တို့လုပ်နေတာလေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကိုယ်ပိုင်ကုမ္ပဏီဝန်ထမ်းနဲ့ကိုယ်ပိုင် labor နဲ့ကျွန်တော်တို့သွားတယ်အဲ့တော့ကျွန်တော်တို့မှာတော့ rich တော့များတာပေါ့ဗျာlabor တွေကိုကျွန်တော်တို့ထားတူရတယ် labor တွေနေမကောင်းထမ်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပဲပြန်ကြည့်ရတာမျိုးလေးတော့ရှိတာပေါ့ဒါပေမဲ့သို့တော်ညာလဲကျွန်တော်တို့ဘက်ကနေပြီးတော့ NEC ဘက်ကနေပြီးတော့စာချုပ်ကိုဥပမာအကိုအိမ်က3ထပ်တိုက်တစ်လုံးကျွန်တော်တို့စောင့်မယ်3000နဲ့ဒါမှမဟုတ်4000နဲ့whatever တခုခုနဲ့ကျွန်တော်တို့အလိုက်ပြီးဆိုလို့ရှိရင်အဲ့တိုင်းပဲကျွန်တော်တို့ customer ကိုအကိုလိုချင်တဲ့အထားတဲ့ design အတိုင်းကိုပဲနောက်ထပ်ကုန်ကြမှုမရှိဘဲနဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ဆောင်ရွက်ပေးနိုင်တယ်ပေါ့အဓိကကတော့ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတဲ့ဟာလည်းထူးထူးခြားခြားကျွန်တော်တို့ကပတ်စံနေအများကြီး light site ပြီးတော့လုပ်နိုင်တာတော့မဟုတ်ဘူးဒါပေမဲ့သို့တော်ညာလဲကျွန်တော်တို့ကပစ္စည်းကိုအရင်ဆုံးကြည့်တယ်ပြီးရင် labor ကိုပိုင် labor ဖြစ်တယ်အဲ့ဒီပုံမှာမူတည်ပြီးတော့ပဲကျွန်တော်တို့ကသွားခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ marketing နောက်တစ်ချိန်ထပ်လုပ်လိုက်ပါတယ်ပေါ့အခုကျွန်တော်တို့ ਨੇ လုပ်ငန်းအလုပ်ရပါတယ်ပေါ့ Okay ပါ ဆောက်လုပ်ရေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီ NEC အနေနဲ့ပေါ့နော်ဒီဆောက်အတွေ့အကြုံတွေရတယ်တော်တော်များများလည်းအကုန်လုံးရှိပြီးသားနောက်ဒီတက်တီကျွမ်းကျင်တဲ့ engineer တွေကလည်းဥဆောင်ပြီးတော့လုပ်နေတာဖြစ်တဲ့အတွက်ထပ်ပြီးတော့ကျွန်တော် marketing ထပ်ဆင်တာပေါ့နော်ယုံကြည်စိတ်ချတာနဲ့အနိုင်နေပါလေဆိုတဲ့အကြောင်းလည်းပြောချင်တယ်ပါလေနောက်ပြီးတော့လုပ်ငန်းလုပ်တဲ့အချိန်မှာလည်းကျွန်တော်တို့ကမခုမကက်နဲ့နောက်ပြီးတော့ Asian တွေစိတ်တိုင်းကြဖြစ်အောင်လည်းကျွန်တော်တို့တောင်းယူဆောင်ရွက်ပေးတယ်နောက်ချိန်ဆိုလဲဒီ schedule ဆိုလဲကျွန်တော်တို့မှီအောင်ပေါ့နော်အကုန်လုံးအကုန်လုံးအများနဲ့စောတယ်ပေါ့မှီအောင်လဲလုပ်ပေးတယ်စောလဲစောတယ်ပေါ့နော်ကျွန်တော်တို့ကဒီ app မဲ့ရက်ထက်ကိုကျွန်တော်တို့ကတစ်လခွဲလောက်ကိုတော့ကျွန်တော်တို့စောပြီးတော့ add တာပေါ့နော်အဲ့လိုမျိုးဖြစ်အောင်လဲကျွန်တော်တို့ကလုပ်ထားတယ်ပေါ့ကြိုးစားပန်းစားနဲ့အကုန်လုံးဒီအောက်ခြေဝန်ထမ်းစပြီးတော့အပေါ်အထိအကုန်လုံးကကြိုးစားနဲ့အကုန်လုံးလုပ်ကြတာဖြစ်တဲ့အတွက်အခုအိမ်ဆောက်တဲ့အချိန်မှာတော့အကုန်လုံးပိုစိတ်ချလို့ယုံကြည်စိတ်ချလို့ရပါတယ်နောက်ပြီးတော့လုံခြုံမှုလည်းပေးနိုင်တယ်ပေါ့နော်ဒီဆောက်လို့ရင်းနဲ့ပတ်သက်ပြီးတော့အိမ်မှာမွေးရတာတို့အခုအဖြစ်များတဲ့ဟာလေးတွေပေါ့နော်ဒီဆောက်လို့ရတခုမှာအဖြစ်များတာဆိုတော့ကျွန်တော်တို့အိမ်မွေးရတဲ့ကိစ္စဒါအရင်ဆုံးအဖြစ်များဆုံးပြဿနာလေးပေါ့နော်သူကမရွေမလားဘူးဟုတ်တော့မရွေမလားလူလေးတွေဖြစ်တယ်နောက်ပြီးတော့အဲ့ဟိုပါပေါ့နော် drain line တွေပိတ်တာတို့ sign line ပိတ်တာတို့အဲ့လိုမျိုးလေးတွေကတော့အဖြစ်များတာပေါ့နော်ဒီအိမ်တော်တော်များများမှာအဖြစ်များတဲ့ပြဿနာလို့ရေယူစိတ်ချင်းပြဿနာအဲ့ပြဿနာဘာကြောင့်ဖြစ်လဲဆိုတာလေးကိုတော့နည်းနည်းလေးကျွန်တော်ရှင်းပြချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီအိမ်တစ်လုံးဆောက်တဲ့အချိန်မှာကျွန်တော်တို့ပါဝင်တဲ့ပြီးလည်းမြင်သေးကြောက်ပေါ့ဒါပေမဲ့အချိုးစားမှန်အောင်လည်းအကုန်လုံးကလုပ်ကြတာပဲဒီရှိသမျှ construction အကုန်လုံးကလည်းသူအချိုးစားအတိုင်း trenching engineer နဲ့လုပ်ကြတယ်ဆိုပေမဲ့လည်းဒီမှာပါဝင်နေတဲ့တဲပေါ့ဥပမာတဲဆိုလို့ရှိရင်တန့်ကျင်တဲ့တဲမျိုးဖြစ်ရမှာပေါ့နော်အဲ့လိုမျိုးတွေမဖြစ်ဘူးတဲချမ်းတွေပါလာမယ်အဲ့ဒါမျိုးဆိုတာရေစိတ်မှုအားပူများတယ်ပေါ့နော်ရေစိတ်နိုင်တဲ့အားပူများတယ်အဲ့လိုမျိုးတွေမဖြစ်အောင်နောက်ပြီးတော့ဒီဘီးလက်မြေဆိုလည်းအချိုးစားမှန်အောင်တဲတို့ကြောက်လို့အဲ့လိုမျိုးပါဝင်တဲ့ဟာတွေကိုလည်းအဲ့လိုမျိုးမှန်ကန်ဖြစ်အောင်လုပ်ဖို့လိုတာပေါ့နော်အဲ့ဒါတွေမပါဘူးဆိုရင်တော့ဒီရေဆွဲနေတဲ့ပြဿနာဖြစ်နိုင်ခြေများတာပေါ့အဖြစ်များတဲ့ကိစ္စတော့အဲ့ပြဿနာပဲအဲ့ဒါလေးစကားဖြတ်လို့နောက်တစ်မျိုးရှိနိုင်သေးတယ်အဲ့ဒါဘာလဲဆိုတော့တချို့အင်ရှင်တွေကတွေးရဗျအခုခေတ်ကြီးမှာသူကလုံးဝ fixing ဖြစ်နေတာပေါ့နော် fixing ဖြစ်နေတာဥပမာတဲဥပမာကျွန်တော်ကြောက်လောင်းမယ်ပေါ့ကြောက်လောင်းမယ်ဆိုရင်အခုတဲ3ချင်း3မယ်ဥပမာဘီလက်မြေဘလောက်3မယ်သူကအဲ့ဒါကွက်တီတွက်လိုက်လို့ရတယ်
တဲရဆိုတချင်းဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ဘယ်ဈေးပေါအောင်လဲကိုယ့်ဘက်ကိုချတွက်ကြည့်လို့ရတယ်ဒါမှမဟုတ်ချတွက်မကြည့်လို့ရတယ်ချားသူစီကနေ estimate တောင်းလို့ကျွန်တော်တို့ company ဆို estimate ပေးတယ် estimate ပေးလိုက်တဲ့အခါမျိုးတွေမှာကျွန်တော်တို့လုပ်အားကဒီဘယ်လောက်ဆိုပြီးကျွန်တော်ကတတ်တင်ပေးပြီးသားအဲ့လိုမျိုးဟာအောင်မှာသူတို့ကဘယ်လိုဖြစ်လဲဆိုတော့ client တော်တော်များများဘယ်လိုရွေးချယ်လဲဆိုတော့တတ်တာအဲ့တတ်တာလေးကတချို့ဟာလေးကအရေးကြီးလားဆိုတော့အရေးကြီးတာပေါ့ကိုယ့်အိမ်ထဲကမထွက်လေကောင်းလေပဲเนาะမထွက်ဘဲနဲ့ကောင်းကောင်းရဒါပေမဲ့တေးကြတာတကူကတော့ construction မှာတော့ကျင်းတည်တာတကူကဒီပစ္စည်းဒီလောက်ဝယ်ရမယ်လို့သတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ပစ္စည်းကိုမဝယ်ဘဲနဲ့ပဲဈေးလျှော့ပေးလို့ရမှာဆိုတော့ဒီ quality ကို short ဒီဘာလို့ပြောမလဲဈေးနဲ့ကျင်တာဈေးနဲ့ကျင် quality short ဆိုတဲ့ပုံစံမျိုးဖြစ်လာတာပေါ့နော်ဆိုတော့တေးကြကျင်တာကျွန်တော်တို့ဆိုတစ်ခေါက်ကျွန်တော်တို့တက်ကြည့်တယ်ပေါ့နော်အိမ်လေးတစ်လုံးကျွန်တော်တို့စီကိုလာအပ်တယ်လာအဲ့တော့ကျွန်တော်တို့ကလည်းလက်ခံပြီပေါ့ဒါပေမဲ့ဒူးတော်ညာလဲဖြစ်ချင်တော့အဲ့အိမ်ကကျွန်တော်တို့ကပြောလိုက်တာက1200လောက်ကြာမယ်ဒါပေမဲ့ဒူးတော်ညာလဲနောက်တယောက်ကပြောတယ်ဘယ်လောက်နဲ့ကြာဒါပေမဲ့ကျင်းတည်တာတကူကကျွန်တော်တို့ဒီ short ပေးခြင်းဆိုတာကလည်းကျွန်တော်တို့ဒီ scope တွေကဒီဘယ်လိုပြောရမလဲကျွန်တော်တို့ရဲ့ quality ကို short မလားဒါမှမဟုတ်လို့ရှင်ပေးရမယ့် scope တွေကို short မလားအဲ့လိုမျိုး short ပြီးမှပဲ short ပေးလို့ရမယ်ဆိုတဲ့အနေအထားဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတွက်စတွက်တယ်ကျွန်တော်တို့အနေနဲ့ပြောတာပါကျွန်တော်တို့အနေနဲ့ကတော့စတွက်ခရဲကကျွန်တော်တို့ကပို့ယူထားရလည်းမရှိသလိုလိုထားရလည်းမရှိဘူးပေါ့ဆိုတော့အဲ့ဒီပုံမှာမူတည်ပြီးတော့လည်းရီယိုစိတ်မှုမှာဖြစ်တယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ပစ္စည်းကို short လိုက်တဲ့အချိန်မှာ quality ကိုတော့ပေါ်တင်တော့မပြောလိုက်ဘူးပေါ့ဒီမျိုး short မယ်လို့တော့မပြောဘဲနဲ့ရတယ်သူများ9သိန်းလောက်ဆိုလို့ရှိရင်ကိုက3သိန်းလောက်နဲ့လုံမယ်ဆိုပြီးတော့လုံလိုက်တဲ့ဟာပမာဏမှာသူတို့က select ဆိုလို့ရှိရင်အထူပါရော့သွားနိုင်တယ်တန်ဆိုလို့ရှိရင်လည်းတန်ထည့်တဲ့စကုတ်ကတီးသွားနိုင်တယ်ကဲဟုတ်ပါပြီတန်ဆိုင်ချင်းတူတယ်ဆိုရင်တော့မှသုံးတဲ့အမျိုးအစားပြီးရင် HRV ဘလောက်အဲ့ဒါမျိုးကြီးလဲကွာခြားမှုဖြစ်နိုင်တဲ့အပေါ်မှာပြီးရင်မူတည်ပြီးတော့သုံးတဲ့လေဘာကအဟိုကျွမ်းကျင်တဲ့လေဘာကိုသုံးတာလားပြောင်းတောက်သွားနေတဲ့အလုပ်သမားကိုသုံးတာလားအဲ့ပေါ်မှာမူတည်ပြီးတော့ပဲ quality ပြီးရင်တော့ပြီးရင်ကိုရလိုက်တဲ့ဟာအဲ့လိုမျိုးကွာခြားမှုရှိသွားနိုင်တာပေါ့ဆိုတော့တချို့အရာတွေကကြတော့ပဲလုတ်ပုံတိုင်းမှာမှားယွင်းသွားတာမဟုတ်ဘဲနဲ့တခါတချို့အရာတွေမှာကြတော့သူတို့ရဲ့ margin လေးစကုတ်လေးကိုက်အောင်လို့လုပ်ရတာလေးရှိတာပေါ့ဆိုတော့အဲ့လိုမျိုးဟာလည်းကျွန်တော်တို့ကတော့ဘသူဘက်ကောင်မှာအင်ရှင်ဘက်ကိုလည်းအပြစ်မတင်ဘူးဒီလုတ်တဲ့သူဘက်ကိုလည်းကျွန်တော်တို့ကတိတ်အပြစ်မတင်ဘူးဘာလို့အပြစ်မတင်တာလဲဆိုတော့အင်ရှင်ဘက်ကလည်းသူကဒီတသိန်းတန်ပဲသူကယူနိုင်တာမဟုတ်လို့ဟိုဘက်ကလည်းတသိန်းတန်ပဲဖြစ်တော့ဒါပေမဲ့သို့တော်ညာလဲကျွန်တော်သိပြချင်တာကတော့လူခုခုလုတ်တော့မယ်ဆိုလို့ရှိရင်တေချာတွက်ပါပြီးနောက်တစ်ခုကထပ်ပြီးတော့ပြောချင်တာကကြတော့တကယ်လုံးဝမယ်ကုန်ကြမယ်အမောက်အတိုင်းအောင်တကယ်သုံးပါတိတိကျကျမသုံးဘူးဆိုလို့ရှိရင်တော့ဖြစ်လာနိုင်တဲ့အကျိုးဆက်ကလေးတွေကတော့ဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ရှင်းရှင်းပြောရင်တော့ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ပြောရင်တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ scope မှာဒီလောက်သုံးရမယ်ကျွန်တော်တို့ယူသေးတဲ့ပမာဏတစ်ခုကိုယူထားတယ်အဲ့ဒီကပို့ပြီးတော့မှဟိုဘယ်လိုပြောမလဲ short ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကလက်မခံတာများတယ်အဲ့လိုပုံစံမျိုးလေးတော့ရှိတာပေါ့ဒါကတော့ယူစိတ်နိုင်တဲ့ပမာဏ quality ရောနိုင်တဲ့ပမာဏကဆောက်လုပ်ရေးကုမ္ပဏီနဲ့တချို့ဆောက်လုပ်ရေးအဖွဲ့တွေကြောင့်လည်းဖြစ်နိုင်တယ်လို့အင်ရှင်ပေါ်မှာလည်းတချို့ဟာလေးတွေကမူတည်သွားနိုင်တာပေါ့နော်ဆိုတော့အကူရောအကူတို့ဒီစီစဉ်တင်ဆက်တဲ့ညီမတို့ကလာလောလောဆယ်အကုန်လုံးကအိမ်နဲ့ပဲနေတာမလားဟုတ်ကဲ့အိမ်နဲ့ပဲနေတာဆိုတော့ဘာဖြစ်လဲပေါ့ကျွန်တော်တို့ဘက်ကဘာပြောပြလို့နိုင်မလို့ဆိုတော့ပြောပြနိုင်မလဲပေါ့quality ဘိုင်းပေါ့နော် quality ဘိုင်းမှာဒီကconstruction တွေပေါ့နော် construction တွေလို့ပြောရမှာတက်ကိုကြုံမှုတာပေါ့နော်ကြုံမှုတဲ့အခါမှာအတက်နိုင်ဆုံးတော့ဒီကုမ္ပဏီကတာဝန်ရှိတဲ့သူတွေတက်ဆိုင်ရာဒီ site supervisor တွေ in check တွေစသဖြင့်ပေါ့နော်စစ်ကြဆေးကြလုပ်ကြတာပါပဲဒါပေမဲ့တကယ်ကြောင့်အင်တလုံးစောက်တယ်ဆိုတာအရန်တာဝန်ကြီးတယ်နောက်ပြီးတော့လုပ်ရတဲ့ကိစ္စတွေလည်းအရန်များတယ်ပေါ့နော်ကျူစီကောင်းအောင်လို့ပြောဖို့ဆိုတာကကျူစီကောင်းအောင်လုပ်ဖို့ဆိုတာကတော်တော်ကြီးကိုစစ်ဆက်နဲ့ကြည်နိုင်ပြောနိုင်နောက်တစ်ခုကခုနကကိုစိုးလင်းတန်ပြောသလိုပဲ labor တွေကလည်း reliable ဖြစ်ဖို့လိုတာပါအများနဲ့တောင်းပေါင်းဆုံးလိုက်မပြောနိုင်ဘူးလေနော်အဲ့တော့ဟို labor တွေကလုပ်နေကြတရားဟိုဒီလိုသွားနေကြဆိုတာမျိုးသိတဲ့လူကျွမ်းကျင်လုပ်သားပေါ့ scale labor ပေါ့အဲ့ဒါမျိုးဖြစ်မှလည်းအိမ်ရဲ့ quality ကပို့ပြီးတော့ကျွန်တော်မြင်တော့ပိုကောင်းမယ်ထင်တာပေါ့နော်အဲ့တော့အိမ်တလုံးကြီးဆောက်သွားတော့အကုန်ကောင်းနေဒါပေမဲ့တယောက်ယောက်တာဝန်ယူရတဲ့နေရာလေးတစ်ခုခုလင်းဟင်းသွားရင်လေဒါကခုနနောက်ပိုင်းပေါ့နော်အိမ်ဆောင်ပြီးနောက်ပိုင်းမှာ error တွေရှိနိုင်တယ်တက်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့တော့အကုန်လုံးကိုကျွန်တော်တို့ကဟို reliable လုပ်နိုင်တဲ့ labor ရော material ရောဒါမျိုးဖြစ်မှာပဲအိမ်တလုံးကဒါရ
ရေရှည်မှာအဆင်ပြေမှာပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အနေနဲ့များဆိုလို့အဲ့ဒါတေးသေးပဲဖြစ်ဖြစ်ကြီးပဲဖြစ်ဖြစ်ရှိနိုင်တာပဲတချို့ဆိုလို့ရှိရင် select တွေလောက်ထားတယ်အဲ့ဒီ select ပေါ်မှာနောက်ဘလို့မှမခံနိုင်တော့ select အပေါ်က topping ထက်လောင်းအဲ့ဒါမှအဆင်မပြေသေးတခါမတူတော့ပါဘူးကွာဘောက roof တွေတခါပြန်ပြီးတော့ tan frame နဲ့ပြန်တင်စသဖြင့်ဒါမျိုးတွေလည်းကျွန်တော်တွေ့ဘူးတာပေါ့နော်အဲ့တော့ဒီတိုင်းဒဲကြနေရေကဘလို့မှဟိုမဖြစ်နိုင်ဘူးယိုးနေတာပဲအဲ့တော့နောက်ဆုံးမလုပ်လိုက်ရတယ်ဆိုတော့အပေါ်ကနေဟို frame တင်ပြီးတော့အမိုးမိုးပလိုက်ရတဲ့အဆင့်အနေနဲ့ကြုံမှုတွေနောက်ဒီ negative ဘက်နောက်ပိုင်းကခုနကိုပြမသိပြောသလိုပဲပေါ့နော်ကျွန်တော်တို့ကဒီမိုးရင်းဘက်ဆိုလို့ရှိရင် Facebook မှာပလူပြန်နေရမယ်ကြော်ညာတွေကနော်အဲ့တော့ဟိုဒီမိုးရေဟိုလုံမိုးအတွက်ပေးတဲ့ construction service တွေပြန်ပြင်ရတယ်ပေါ့နော်အဲ့တော့ဆေးတွေကုတ်တင်တွေပြန်တင်ပြန်ကွာတော်ပင်တွေပြန်လောင်စသဖြင့်ပေါ့ဒါမျိုးတွေပြန်လုပ်ကြရတယ်တော်တော်များများပေါ့လေအဲ့တော့အဲ့လိုမျိုးလဲကျွန်တော်တို့ဒါအများစုခုနကိုစိုးနေတာပြောသလိုဒါကြုံနေရတဲ့ဟာပေါ့ဒါပေမဲ့အားလည်းဆိုတော့ဒီကလေးမှာဟိုဘန်နဖတ်လုံးပေါ့နော်အဲ့တော့ construction တွေပဲရောအိမ်ရှင်တွေပဲရောပေါ့အဲ့တော့တချို့အိမ်ရှင်တွေကြတော့လေကောင်းအောင်လုပ်ကွာကောင်းဝင်ပြီးရောဆိုတာမျိုးကောင်းတာပဲလိုချင်တယ်ပေါ့ဒါပေမဲ့လည်းပဲတကယ်လုပ်ပြီးတဲ့အနေအထားမှာတည်တည်ချာချာမကြည့်ချက်နိုင်တာတည်တည်ချာချာစနစ်တကျမလုပ်တတာတွေကြောင့်လည်းတခါပြန်ဖြစ်ဆိုအိမ်ရှင်တွေပြန်နေတာမျိုးလည်းရှိတယ်နော်ဒါကဒီမှာဟိုအိမ်ရှင်တွေကအခုနကိုစောလင်းသားပြောလို့ပဲကျွန်တော်တို့ကဟိုဈေးသက်တာပေါ့နော်အဲ့တော့1 square feet ကိုဘယ်လောက်ကျမယ်ဒါဆိုရင်တော့ကျွန်တော်ဒီလောက်ပဲတက်နိုင်တယ်ဆိုတော့ဒီတိုင်းမျိုးလေကျွန်တော်တို့အနေထားကကျွန်တော်တို့နိုင်ငံအနေထားကဟို price sensitive ဖြစ်တယ်လို့ကျွန်တော်တို့ကသုံးတာပေါ့နော်ဘာလို့ဆိုဟိုချမ်းသာတဲ့တိုင်းပြည်မဟုတ်ဘူးလေဟုတ်ပါတော့အဲ့တော့ဟိုတက်တာလေတက်တာတော့ပို့ပြီးတော့ရွေးချယ်ဖြစ်ကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါလည်းအဲ့ဒီကြောင့်လေ construction ဘက်ကလည်းကိုကရှင်းပြဖို့လည်းလိုအပ်တယ်ဒီလောက်အတိုင်းတာဆိုရင်ဒီလောက်အတိုင်းတာလည်းရမယ်ဥပမာကျွန်တော်တို့ဆိုလို့ရှိရင်တစ်ခါပြောတယ်ပေါ့တစ်ခါတလေကြာရင်ကျွန်တော် client အနေနဲ့မှာခြုံရတာရှိတယ်ဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့တစ်ထပ်မှာကုန်ကြစရိတ်ကသိန်းဥပမာ200လောက်ကျမယ်ဆိုလို့ရှိရင်သူက200နဲ့2ထပ်လုပ်ချင်တာဆိုတော့ကျွန်တော်တို့ကကြောက်ဘယ်လိုပြောလဲဆိုတော့အကိုဒါနှက်လောင်ဥပမာ200ဆိုလို့ရှိရင်တလွာပဲရင်လုပ်လိုက်ပါတလောင်ကျွန်တော်တန်စားပြထားပြီးနောက်တက်နိုင်ထပ်လုပ်ဖို့အတွက်ကိုကျွန်တော်တို့အကြံပေးပြီးတယ်ဆိုတော့ construction ဘက်ကလည်းအဲ့ဒါအကြံပေးတာရိုးသားဖို့လိုတယ်ဆိုတော့မနိုင်မနှင်းဖြစ်ဖို့မထမ်းဖို့လိုတာပေါ့နောက်တစ်ခုကအကိုခုနပြောသွားသလိုပေါ့ကျူစီကလည်းဘောင်ရှိတယ်ကိုရဲ့ဆိုတော့ဘယ်လိုသိရမလဲတချို့ဟိုဘယ်လိုပြောရမလဲစစ်လို့မရဘူးလားဆိုရတာပေါ့ကွာဒါပေမဲ့သို့တော်ညာလဲကြောက်လောင်းပြီးသွားတဲ့အရာကြီးတစ်ခုကိုပြန်ပြီးအထက်ထဲမှာတန်ပန်ချောင်းဝင်တာလဲတန်ကစကားကွက်ဘလောင်းနဲ့ရက်ထားလဲဆိုတာကြီးကိုပြန်စစ်ဖို့ကြတော့နည်းနည်းပပခတ်သွားတဲ့အရာလေးတွေလည်းရှိတာပေါ့ဆိုတော့အဲ့ဒါဘယ်ကအစပြုလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာနည်းနည်းလေးဟိုစိတ်မကောင်းစရာလေးတစ်ခုရှိနေတာစံလုံသားမရှိတာရှိတဲ့စံလုံသားကိုလည်းစံလုံသားဈေးမပေးတာအဲ့ဒါပြဿနာရှိတာဆိုတော့ဥပမာဟိုဘယ်လိုပြောရမလဲတမွေးတစ်ခုမှာကဥပမာဒီဒါလည်းလုပ်တယ်ဟိုကလည်းလုပ်တယ်လို့လုပ်နေတဲ့လူမျိုးတွေမဟုတ်ဘဲနဲ့ပယံဆိုလို့ရှိရင်လည်း तू ကဒီပယံမှာ तू ကလုံးဝ specialist ဖြစ်ပြီးတော့ပယံမဲ့ဆက်လုပ်နေဖို့လိုလား तू ဆက်လုပ်နေနိုင်ဖို့အတွက်ကိုကျွန်တော်တို့ဘက်ကလည်းကောင်းကောင်းလေးပေးထားဖို့လိုအပ်တာပေါ့ကွာဆိုတော့စံလုံသားကမရှိတာလားဆိုတော့လည်းရှိတယ်ရှိသလားဆိုတော့လည်းမမွေးထုတ်ပေးနိုင်ဘူးဒါပေမဲ့မရှိတဲ့အရာလေးတစ်ခုဘယ်လိုပြောရမလဲရှိတဲ့အရာလေးကြတော့လေကျွန်တော်တို့ကမစောင့်ရှောက်နိုင်ဘူးပေါ့နော်လောလောဆယ်တော့ကျွန်တော်တို့လည်းပုံမှန်လေးပြောပြရင် 100% မင်းတို့ရောစံလုံသားတွေကိုစံလုံသားဈေးကိုပေးနိုင်ပြီလားလို့မင်းရင်တော့ကျွန်တော်လည်းမပေးနိုင်သေးပါဘူးဒါပေမဲ့အတက်နိုင်ဆုံးတော့ကျွန်တော်တို့လည်းစပြီးတော့အခုကျွန်တော်တို့ရဲ့နိုင်ငံတချို့ဟာလေးလိုအပ်ချက်ကလေးကိုတော့ကျွန်တော်စတင်ဖြည့်ပေးဖို့တော့ကျွန်တော်တို့လည်းစူးစမ်းနေပြီပေါ့နော်စံလုံသမားလေးပြန်ပြီးတော့စံလုံသမားကြီးဖြစ်လာဖို့တော့ကျွန်တော်တို့မွေးမယ်ပြီးရင်တော့တင်တန်းလေးကြီးကျွန်တော်တို့ထပ်ဖွင့်နိုင်ဖို့အတွက်လည်းကျွန်တော်တို့ဘက်ကထပ်ပြီးတော့စီစဉ်နေတယ်ပေါ့အကိုရဲ့ဆိုတော့ပေါက်ဈေးတိုင်းလည်းပေးနိုင်ဖို့ပေါ့ကျွန်တော်တို့လည်းစူးစမ်းနေတယ်ပေါ့ဆိုတော့အဲ့ဟာလေးမစုံဘူးဆိုရင်လည်းအင်ရှင်ဘက်ကနစ်နာရတာပေါ့ဟာပြောတာတော့တချို့ဆိုကျွန်တော်တို့ပြောတာဟာနင်တို့ကဟာပြောလိုက်ရင်တော့ရှုံရှုံဝေပဲပြီးသွားရင်တော့ပြောလို့ရှိရင်ငါတို့မှာဘလူတွေနဲ့ကြံခဲ့တယ်ဘလူတွေနဲ့ဖြစ်ခဲ့တယ်ပေါ့ဆိုတော့ကျွန်တော်တို့ကဘလူတွေပြရမလဲ construction တခုကိုစောက်တဲ့အခါကြလို့ရှိရင်ကျင်းတည်တယ်ကိုဘသူနဲ့ပဲဆောက်တနေ့နဲ့ကဘာမှမဖြစ်ဘူးအစ်စ်မလို့လေဒါပေမဲ့နောက်ပိုင်းမှာကြုံလာမယ့် error တွေကြလို့ရှိရင်လည်းတချို့ပြဿနာတွေကရှိတာပြန်အောင်ပေါ့ဆိုတော့ကျွန်တော်တို့ကငကိုတွေကငါတော့သိန်း1000နဲ့လုံးမယ်မင်းဘယ် scope တွေကိုပအောင်လုပ်ပြီးမှလဲဆိုတဲ့မင်းမြတ်မှုတွေတော့အင်ရှင်တွေဘက်ကလုံးတင်တာပေါ့ဘာလို့လဲဆိုတော့ဘယ် contractor ကမှသူတို့စောက်တဲ့အိမ်တွေမှာနေတယ်ဆိုတာခက်ရှာရှာရှိလဲအနေငယ်ပေါ့ဆိုတော့ဘယ်တိုက်ခန်းမဲ့ဝယ်မှသူ၎င်းတိုက်ခန်းဝယ်မယ်ဆိုလို့ရှိရင်လည်းအများဆုံးအဖြစ်လူတွေကကြည့်ကြတာဘာကြည့်တယ်အကျယ်ဝန်းဈေးဘလောက်ဘယ်နေရာမှာတည်ရှိလဲဘယ်နေရာမှာဘယ်ဟာနဲ့အနည်းဆုံးဖြစ်မလဲ
တော့ဒါတွေကိုပဲလိုက်ကြတာများတာ哦ဆိုတော့ဘယ်ကုမ္ပဏီကတိစောက်သွားတာအဲ့ကုမ္ပဏီရဲ့ history ကဘယ်လိုရှိလဲပြီးနောက်တစ်ခုကဒီအဆောက်အဦကိုစောက်တဲ့အချိန်မှာတန်ဘာမျိုးစားသုံးလဲဘီလက်ညီဘာတစ်စိတ်သုံးလဲဒါမျိုးတွေကိုတော့လေ့လာဖို့အတွက်ကနည်းနည်းလေးဟွာဖြစ်တာပေါ့နော်ကျွန်တော်တို့ကကြတော့လောလောဆယ်မှာကျွန်တော်တို့ဒီစာချုပ်စားချုပ်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဟာကိုတိတိကျကျပြပြီးတယ် scope တွေကိုလည်းပြီးရင်နောက်ပြီးလို့ရှိရင်အဲ့ scope တွေတခါတလေကျရင်တော့ကျွန်တော်တို့နိုင်ငံမှာဖြစ်တဲ့ပြဿနာပေါ့ကျွန်တော်တို့ကအခု SCG ပဲကျွန်တော်တို့ဒီဟိုဟာအိမ်မှာသုံးပေးမယ်ပေါ့တခါတလေကျလို့ရှိရင် SCG ကကျွန်တော်တို့ဝယ်မရတော့တဲ့ပြဿနာမျိုးကြုံနေဆိုရင်တော့ကျွန်တော်ကအင်ရှင်နဲ့ပတ်သက်ပြီးတော့ဒီခါနဲ့ green သိပြီးတော့မတိမ်မင်းဖြစ်တဲ့ဟာဘယ်ဟာကိုကျွန်တော်တို့အစားထိုးသုံးပါမယ်ဆိုတဲ့ဟာကိုလည်းတွားပြီးရှင်းပြတယ်တခါတလေကျရင်ကျွန်တော်တို့ရဲ့ပြဿနာကလည်းဘယ်လိုကြုံရလဲဆိုတော့အဲ့လိုတွားရှင်းပြရင်တော့မှအင်ရှင်တွေကစိတ်ဝင်စားတာရှိတယ်တခါလေကျလို့ရှိရင်ဟာအဲ့ဒါငါတို့မသိဘူးအဲ့ဒါငါတို့သိကျင်တာမဟုတ်ဒါသိကျင်မဟုတ်ကျွန်တော်တို့ကသိဖို့လိုအပ်လို့ပြောပြတာပေါ့နော်ဘာဖြစ်လို့ပြောပြရလဲဆိုတော့ခုအိမ်လေးထဲမှာနေတဲ့အခါဘယ်လိုတန်မျိုးစားကိုထည့်ထားပြီးတော့ဘယ်လိုဘီလက်မြေမျိုးစားကိုတုံးထားတယ်ပြီးရင်နောက်ပြီးကျလို့ချင်းဘယ်လိုလူမျိုးတွေကစောက်ထားတယ်ဆိုတော့သိလို့ရှိရင်တောင်းတန်ရောငလင်တောင်းတန်ရောဘေးအန္တရာယ်ကြုံလာတဲ့အခါမှာကိုယ့်အိမ်လေးကိုယုံကြည်စိတ်ချမှုကပိုတိုးမယ်လို့ကျွန်တော်တို့ကခံစားရလို့ဒီဥစ္စာရင်းနဲ့ပတ်သက်ပြီးအမြဲတမ်းရှင်းပြတာပေါ့တခါတလေကြလို့ရှိရင်ကျွန်တော်တို့ကရှင်းပြရင်းနဲ့တောင်မှကျွန်တော်တို့ကဟိုရန်တွေ့ခံရတာတွေပါတော့ရှိတာပေါ့နော်ဇလန်းလေးတွေကဒါပေမဲ့နားမလည်အောင်ခြင်းလဲရအောင်ကျွန်တော်တို့ကပြောရမယ်တောင်းဝင်ကိုပြောရမယ်တောင်းဝင်ဆိုပြီးတော့ပြောကြတာပေါ့ကိုကအဓိကတော့စံလုံးသမားပါကိုစံလုံးသမားမရှိဘူးပြီးရင်နောက်တော့ကိုကထပ်ပြီးတော့အင်ဂျင်နီယာတွေတော်တော်များများပြောင်းရွှေ့ကုန်ကြတယ်တခြားဟိုဟာလောက်ကြပြီးတော့နောက်ပြီးတော့ဟိုဘယ်လိုပြောရမလဲတချို့ကြတော့လဲဟိုလုပ်ငန်းအတွေ့အကြုံဘာမှနည်းနည်းပပနဲ့ပဲဆောက်လို့ကုမ္ပဏီတခုစထောင်လိုက်တာမျိုးကြီးလည်းရှိတာပေါ့အဓိကတော့ကျွန်တော်တို့ကတော့နောက်တက်မဲ့ညီကိုတွေကိုပြောပြချင်တာကတော့အဓိကတော့ကိုယ်ဝမ်းသာကိုအရင်ဖြည့်စေချင်တာပေါ့ဒီကိုယ်ဝမ်းသာကိုဖြည့်ပြီးပြီဆိုရင်တော့စပြီးလုပ်လို့ရပြီပေါ့ဒါကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒါကိုကျွန်တော်တို့ကိုကုမ္ပဏီမှာကျွန်တော်တို့ထောင်နေဆိုပေမဲ့လည်းကျွန်တော်ကိုယ်တိုင်းလည်းအင်ဂျင်နီယာတယောက်ဖြစ်တယ်ပြီးတော့အင်ဂျင်နီယာတယောက်ကမှကျွန်တော်လည်းဝူးဝါလုပ်ခဲ့တာမဟုတ်ဘူးစောက်လို့ကြီးထဲမှာပဲကျွန်တော်တို့တောက်လျှောက်ရှိခဲ့စောက်လို့ရင်းနဲ့ maintenance နှစ်ခုစလုံးကိုကျွန်တော်တို့ခွဲပြေးခဲ့တာပေါ့နော်ဆိုတော့ယာရုလည်းကျွန်တော်ကြီးကြီးမားမားအထီကိုကျွန်တော်ယူခဲ့ဘူးတယ်ပေါ့ဆိုတော့ maintenance ပေါ့နောက်ပိုင်းပြန်ပြင်ရမယ့်အားတွေအတွက်ကိုပါကျွန်တော်ကထည့်စဉ်းစားတဲ့ဟာမျိုးကိုကျွန်တော်တို့လုပ်ပြီးတော့ဒီစောက်မှုတွေကိုကျွန်တော်တို့အခုစတင်ပြီးတော့တချို့ဟာတွေကလုံနေရရှိတယ်ပြီးဆုံးသွားတာရှိတယ်အဲ့နန်လိုက်တာရှိတယ်ပေါ့ဆိုတော့တချို့ဟာတွေကတော့ကျွန်တော်တို့ကျင်းသီတာတစ်ခုကစာချုပ်ကိုခိုင်ခိုင်မာမာချုပ်ပါပြီးရင်နောက်ပြီးလို့ရှိရင်ကိုလုံးမဲ့လူကိုလည်းတေချာလေးဆန်းစစ်စေချင်တာပေါ့အဲ့လိုပုံစံမျိုးလေးတော့ရှိတယ်ဆိုတော့တချို့ဟိုပယံကနေပြီးတော့ contract ဖြစ်သွားတယ်တော်တော်ကောင်းနေလည်းရှိတယ်တော်တော်ကောင်းနေလည်းရှိတယ်အဲ့လိုလူမျိုးတွေကိုအပ်မိတယ်ဆိုလို့ရှိရင်လည်းတော်တော် feedback ကောင်းရနိုင်တယ်ပေါ့အဓိကတော့စေတနာစိတ်ပါပဲစေတနာစိတ်ရှိမယ်တက်ကြွမှုရှိမယ်ပြီးရင်နောက်တစ်ခုကကြောင့်ထပ်ပြီးတော့အင်ရှင်ကိုသူတို့ကဟိုဘယ်လိုပြောမလဲနှစ်ရှည်လာများစုဆောင်းခဲ့ရတဲ့ပတ်စံလေးကိုကျွန်တော်တို့ကတည်မြဲစင်စေခြင်းလဲဆိုတော့စိတ်ကလေးရှိရဆိုရင်တော့ဒီအိမ်လေးကပုံမှုပြီးတော့လှပမှာပေါ့နော်ဆိုတော့ပို့ပြီးအဆင်ပြေမယ်ပေါ့ကျွန်တော်တို့ကတော့အဓိကတော့လှပမယ် comfortable ဖြစ်မယ်ဆိုလို့ရှိရင်ဒီအိမ်လေးတစ်ခုကဘာမှပြောစရာမလိုတော့ဘူးပေါ့ကိုကအဲ့လိုပါဒါပေါ့ဒါမှန်ပါတယ်ဟိုဒီကခုနပြောသွားတဲ့စေတနာတွေကျွမ်းကျင်မှုတွေပေါ့နော်ဆိုတော့အားလုံးကိုချုပ်လိုက်ရင်ကျွန်တော်ဗာလေးနဲ့ဟိုပြောချင်လဲဆိုတော့ဟို active ပေါ့နော်ကျွန်တော်တို့ကကျင့်ဝတ်ပေါ့ engineer မှာလည်း engineer ကျင့်ဝတ်ဟိုရှိတယ်ပေါ့နော်ဘာဖြစ်လို့သူ့အခန်းကဏ္ဍ professional တခုချင်းစီတိုင်းမှာတော့ကျင့်ဝတ်တွေကတော့ရှိကြတာပဲဆိုတော့အဲ့ဒါကိုဒါတကယ်ခိုင်ခိုင်မာမာလိုက်နာပြီးတော့ဆောင်ရွက်နိုင်ရင်တော့ဟိုလူကျွန်တော်တို့ Asian တွေအတွက်လည်းပိုအကျိုးရှိတဲ့ပိုကောင်းတဲ့အိမ်လေးတစ်လုံးဟိုဖြစ်လာတာပေါ့နော်ပိုင်ဆိုင်ရမှာအဲ့တော့ကျွန်တော်တို့ဟို finance မှာဖြစ်တော့ finance ဥပမာပေးရကျွန်တော်တို့က investment တွေလုပ်တယ်ပေါ့ယင်းနှိမ့်နှံမှုတွေလုပ်တယ်စီးပွားရေးလုပ်ငန်းတွေမှာလုပ်တယ်ဆိုတာကlong term အတွက်ရည်ရွယ်ပြီးတော့လုပ်ကြတယ်ပေါ့နော်ဆိုတော့အိမ်တစ်လုံးဆောက်တယ်ဆိုတာတကယ်တော့ရေရှည်ယင်းနှိမ့်နှံမှုတစ်ခုလို့ပဲကျွန်တော်တို့ပြောလို့ရပါအိမ်တစ်လုံးဆောက်ပြီးတော့နှစ်50နေကြမှာလေနေရမှာလေနော်ဆိုတော့ဒီလိုမျိုးနှစ်ပေါင်း50မျိုးဆက်တစ်ခုနှစ်ခုစာလောက်နေမဲ့နေရာလေးတစ်ခုအတွက်ဟိုယင်းနှိမ့်မြုံနှံကြတယ်လုပ်ကြတယ်ဆိုတဲ့အနေထားမှာဘယ်လိုပဲဖြစ်ဖြစ်ခုနပြောတဲ့ခိုင်ခဲ့မှုလည်းလိုချင်တယ်လှပမှုလည်းလိုချင်တယ်နော်စသဖြင့်ဟိုဘယ် error မှာတော့ရှိချင်ကြမှာမဟုတ်ဘူးလေနော်ဆိုတော့အဲ့လိုမျိုးတော့ဒါတော့စန္ဒပေါ့လေစန္ဒပေါ့ကိုပိုင်အိမ်ဆောက်ပြီးဆိုလို့ရှိရင်တော့တွဲလုံးဆက်ဆောက်တော့ဒီလိုပဲတော့ဟိုတွဲပြီးတော့ contractor အားစားရွေးတယ် contract တေချာလုပ်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့ဒါလည်း contract လို့ပြောရင်လည်းအမျိုးမျိုးတော့ရှိနိုင်တာပေါ့အပြီးစီးလုပ်တဲ့ဟာမျိုးလည်းရှိနိုင်တယ်ဒီကားလေးမှာအကျန်းတယ်နဲ့အပ်တာမျိုးလည်းဖြစ်နိုင်တာပဲနော်ဆိုတဲ့အနေအထားမျိုးကိုကအကျန်းတယ်နဲ့အပ်ပြီးတော့အချောတယ်ကိုတော့ကိုဒေါသနဲ့ပေါ့နော်အဲ့တော့ကိုထဲချင်တဲ့ပါခင်းချင်တဲ့ပါကေးခင်းထဲချင်တဲ့တကားပေါင်ထဲချင်တဲ့တကားတက်ဒီပေါ်မူတည်ပြီးတော့ဒါကို
ကွာခြားမှုဖြစ်သွားမှာပဲလေကျွန်တော်ခုနပြောတဲ့အသုံးစရိတ်ကွာခြားတယ်ဆိုတော့အဲ့တော့ fix လုပ်ချင်တဲ့လူကလည်း fix ဈေးနဲ့သူကတော့ contract လုပ်မှာပဲအဲ့တော့ကိုယ့်ဘက်ကို modify လုပ်ချင်တဲ့လူကလည်းသူ့ feeling နဲ့သူရွေးချင်တဲ့အခါကျတော့ဒါမျိုးသွားကြမှာပေါ့နော်ဆိုတော့ construction တွေ company တွေဘက်ကလည်းအတက်နိုင်ဆုံး client ရဲ့ဟိုဖြစ်စေချင်တဲ့ဟာကိုဖြည့်ဆည်းပေးကြတာပဲဘယ်သူမှမဖြည့်ဆည်းပေးချင်တာမရှိဘူးသူ client လေသူ client အဆင်ပြေဖို့သူ client ဘာလို့ချင်တယ်လိုချင်တဲ့ဟာရအောင်ဆိုပြီးတော့လောက်ကြမှာပဲတကယ်ကတော့လုပ်ပေးမှာပဲဒါပေမဲ့အဲ့လိုချင်တဲ့လူနဲ့လုပ်ပေးတဲ့လူနှစ်ဖက်ပေါ့နော်တက်ကြဝိုင်းအဝင်ခွင်ကြဖြစ်ဖို့တိုက်ညီဖို့အဓိကလိုတာပေါ့ construction company ဘက်ကပြောမှဆိုရင်လည်းကို customer ရဲ့လိုချင်တဲ့ demand ဘာလိုချင်တာလဲ needs and wants ပေါ့ဒါကိုဖြည့်ဆည်းပေးနိုင်တယ်ဆိုရင် customer ကလည်းစိတ်ချမ်းသာတယ်လောက်စုပ်ပေးရတဲ့ construction လည်းဒါပြည့်နာမည်ရမယ်ငါတို့စောက်ပေးခဲ့တာပေါ့ဒီမှာဒီအိမ်လေးပေါ့ feedback ကောင်းကောင်းလေးရမယ်ဒါဆိုရင်အများကြီးနှုံးနှစ်ပတ်ပို့ပြီးတော့အဆင်ပြေနိုင်တာဒါပေါ့အဲ့လိုမျိုးပေါ့နော်ချိုးဟာတွေကြတော့လေကျွန်တော်တို့ကကြတော့ကျွန်တော်တို့ construction ကိုမင်းတို့အလိုက်ရင်ငါတို့တွေပို့ပြီးတော့ဟိုစိတ်ချမ်းသာရမလားပို့ပြီးတော့ဟိုလုပ်ရမှာဆိုတော့ကျွန်တော်အဲ့ခိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးအကြံပြုချင်တာပေါ့ကျွန်တော်တို့ဒီဟိုဟာဒေထဲမှာသွားနေတဲ့ construction တွေဒီ engineer လောကကြီးထဲမှာ construction လည်းမဟုတ်ဘူးတချို့ဟာလေ only consultant လုပ်နေတဲ့လူငယ်တွေရှိတယ်လူငယ်တွေလည်းရှိတယ်လူကြီးပိုင်းတွေလည်းရှိတယ်ဆိုတော့ကျွန်တော်တို့ကတော့တည်ရချင်တာက construction ဘက်ဘသူ့ကိုပဲဈေးနဲ့တိတ်မများပါဘူးသူတို့ကအဲ့လိုမျိုးကိုယ့်ဘက်ကနေပြီးတော့ကြည့်ပြီးမယ်ဟိုဘယ်လိုပြောရမလဲ knowledge ရန်ကောင်းမဲ့ consultant မျိုးတွေတော့ကျွန်တော်တို့ကတော့ပေါ်လာစေချင်တယ်ပေါ့ဘာလို့ပေါ်လာစေချင်လဲဆိုတော့ကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲတခုခုပေါ့နော်ကျွန်တော်တို့ကနှိုင်းရှင်စရာမရှိလို့ရှိရင်အမြဲတမ်းအမှန်လို့ဖြစ်နေတတ်တာလေဆိုတော့ဥပမာဟိုဒီကောင်နဲ့ဒီအိမ်နဲ့နှစ်ခုကိုရှင်းမိကြည့်လိုက်တော့မှကျွန်တော်တို့ကပို့ပြီးတာတာလားကျွန်တော်လည်းပြန်ပြင်ဖို့လိုအပ်တာလားဒါမျိုးတွေသိလာနိုင်တာပေါ့ဆိုတော့ကျွန်တော်တို့ကတော့အဲ့လိုကျွန်တော်ကိုယ်တိုင်လည်းအရင်တော့အဲ့လိုမျိုးပါလဲ consultant လိုက်လို့ပေးဘူးလေအဲ့လိုမျိုးတစ်ခုချင်းစီပေါ့အိမ်လေးတစ်လုံးစောင့်မယ်ဆိုတာအဲ့အိမ်လေးကိုလာကြည့်ပြီးတယ်ဘလို့တန်မျိုးစားသုံးတဲ့တယ်အိမ်ရှင်ဘက်ကနေပြီးတော့ကြည့်ပြီးမဲ့ consultant တွေလည်းများပေါ်လာစေချင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးပေါ်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလည်းကုမ္ပဏီအနေနဲ့ပို့ပြီးတော့ငါတို့ဘလို့လုပ်ပေးတယ်ဆိုတဲ့အရာကိုအိမ်ရှင်နဲ့ပို့ပြီးခံစားသွားနိုင်တယ်တချို့အားကြောက်လဲအကိုရဲ့ပေးလိုက်တဲ့ဟိုအရာပေါ်မှာမူတည်ပြီးမခံစားတတ်ရင်လည်းတချို့အရာတွေကဘာလို့ပေးသွားမှန်းတော့မသိတဲ့အရာတွေလည်းရှိနိုင်တာဆိုတော့ကျွန်တော်တို့ကတော့အဲ့လို consultant ညီကိုတွေပို့ပြီးတော့ဟိုဒီလောကထဲမှာပို့ပြီးတော့နည်းနည်းအထဲတွေနဲ့နည်းနည်းပို့ပြီးရှိလာစေချင်တာပေါ့ဘာဖြစ်လို့လဲဆိုတော့construction company ကတော့ဒါချင်းမပြောရင်ကျွန်တော်တို့လည်းဟိုကျွန်တော်လည်း engineer တယောက်မှန်တယ်ဒါပေမဲ့တိုးတော်ညာလည်းအခုနောက်ပိုင်းမှာ ဘာလဲ business ဘက်ကိုတွားနေတာဖြစ်တဲ့အတွက်ကြောင့်ဘယ်သူနဲ့ပိုကောင်းလဲလို့မင်းကျွန်တော် company ကောင်းဆုံးလို့ပဲကျွန်တော်ပြောမှာပေါ့ဒါပေမဲ့မင်း company ကဘာတွေသုံးမှလဲဘာတွေလုပ်မှလဲဆိုတဲ့ဟာမျိုးကိုအင်ရှင်ဘက်ကနေပြီးတော့ကြည့်ပေးမဲ့သူတယောက်ရှိရင်တော့ကျွန်တော်တို့ဘက်ကပိုကောင်းတာပေါ့ဆိုတော့အရင်တော့ဆိုလို့ရှိရင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာတယ်ဆိုလို့ရှိရင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဒီ construction တွေကိုပဲပြန်အပ်တာဒါပေမဲ့သူတို့ညာလေသူတို့ကဘာထားလဲဆိုတော့ဒီဟာတွေကိုစစ်မဲ့professional juicy US team တွေကိုသူတို့ထားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကလုတ်ပေးခဲ့ရတာလဲဘောင်ရှိတယ်ပြီးရင်နောက်ပြီးလို့ရှိရင်ပို့ပြီးလောက်ရတာပို့ပြီးတွင်ကျေတာပေါ့နော်ကျွန်တော်တို့ကတော့အဲ့ညီကိုတွေပို့ပြီးတော့အခုနောက်ပိုင်းမှာအတန်လေးတက်ကြားလာအဲ့လိုမျိုး consultant engineer လို့ဘိုင်ဝမ်နေလိုက်လုံနေတယ်ဆိုတာမျိုးတွေကြားရင်ဟာအရင်ဟို welcome လုပ်တယ်အဲ့လူငယ်တွေလည်းပို့ပြီးတော့ဖြစ်လာဖို့ဆိုတာဘာလို့ဆို engineer community တွေတခုကောင်းလာမယ်ဆိုလို့ရှိရင်လည်းဟာသဘောကျတယ်အဲ့လိုမျိုးလေးဖြစ်လာမယ်ဆိုလို့ရှိရင်ကြိုက်တဲ့သူနဲ့အပ်ပါကြိုက်တဲ့သူနဲ့လောက်ပါသူကကြည့်ပြီးမယ်ဆိုလို့ရှိရင်ပို့အဆင်ပြေတာပေါ့ဒါပေမဲ့တိုးတော်ညာလဲဟိုကိုကငွေကြီးတဲ့သုံးနိုင်တယ်ကိုကဟိုနည်းနည်းလေးပို့ပြီးကောင်းလုပ်ချင်တယ်စိတ်ချလိုက်ချင်တယ်လှည့်လည်းမကြည့်ချင်တော့ဘူး scope တိုင်းကိုလည်းလုပ်ပြီးမယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးကျွန်တော်တို့လို company မျိုးတွေရှိတယ်အဲဒီလိုမျိုး company မျိုးတွေတော့အပ်တာပို့ပြီးတော့ line လေးပဲပို့ပြီးတော့ဖြစ်တာပေါ့နော်ပို့ပြီးတော့ physical ပို့ဖြစ်မယ်လို့တော့ကျွန်တော်တို့ဘက်ကဖြစ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့အမြဲတမ်းဘယ်လိုပြောရမလဲဟိုအင်ရှင်ဘက်ကိုကောက်ပေးနိုင်ဖို့ပေါ့တခါလေကြလို့ရှိရင်ဟိုတစ်ခေါက်တစ်လုံးလုံးကဆိုလို့ရှိရင်ကျွန်တော်တို့ဟိုမှုပို့ဝင်တယ်ငလင်လောက်သွားတဲ့နောက်ပိုင်းမှာဆိုတော့ဘလို့အိမ်ထဲမှာအများသောအဖြစ်များဆဆတည်ကြတယ်ဒဏ်ရာတွေရကြတယ်မိသားစုတွေခွဲခွာသွားကြတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းစိတ်ထဲမကောင်းဘူးပေါ့အဲ့ဒါလည်းကျွန်တော်ကိုယ်တိုင်ပဲအဲ့ငလင်နဲ့ပတ်သက်တဲ့အိမ်လေးတွေကိုဟိုပြန်ပြင်ဖို့တော့လိုအပ်တာလားဒါမှမဟုတ်ဖြိုပေးရမှာလားဆိုတဲ့ဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့သွားစစ်ပေးတာမျိုးတွေလုပ်တာမျိုးရှိတယ်ပေါ့ဒါပေမဲ့လည်းဟိုဘယ်လိုပြောရမလဲတချို့ဆိုလို့ရှိရင်အိမ်လေးတွေကိုမှစစ်လိုက်တဲ့အခါမျိုးကြလို့ရှိရင် construction တွေဘက်ကနေပြီးတော့လုံပုံကိုင်းပုံမှားယွန်းတာလေးတွေတချို့အပိုင်းလေးတွေမှာ
တုံးထားတဲ့ quality မပြည့်မီလို့လူကြတာတွေလည်းအများကြီးတွေ့ကြရတယ်ဒါပေမဲ့သို့တော်ညာလည်းကျွန်တော်တို့ဘက်ကနေပြီးတော့ဒါကအိမ်ပြင်မှုလိုတယ်ဒါကတော့ဖြိုချပလိုက်ဆိုပြီးတော့ပြောဖို့အတွက်ကိုကျွန်တော်တို့ကလွယ်လွယ်ကူကူပဲတွေးခဲ့တာဒါပေမဲ့အင်ရှင်တွေဘက်ကကျတော့လာပြောတာဒီအိမ်လေးတစ်လုံးရဖို့အတွက်ငါတို့10နှစ်ကျော်တော့မှစုဆောင်းခဲ့ရတာငါတို့ပို့ပြီးတော့လုပ်ခဲ့ရတာဆိုတော့မျက်ရည်တွေနဲ့ကျတော့ကျွန်တော်တို့အစင်မပြေတော့ဆိုတော့ကျွန်တော်တရားချင်တာကတောင်းရမဲ့ဘယ်လိုပြောရမလဲအင်ရှင်ဘက်ကလည်းဒီကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့တချို့အကြံပြီးတဲ့စကားတွေကိုလည်းနားထောင်ကျေးဇူးပြုပြီးနားထောင်ပေးပါပေါ့ကျွန်တော်တို့ဘက်ကလည်းအသိရှိနဲ့ပို့ပြီးပြောပြပေးပါပို့ပြီးတော့အခုမှခုနပြောသလိုပေါ့တစ်ထပ်ပဲရနိုင်တော့မဲ့ဟာကိုတစ်ထပ်ပဲလုပ်ပေးပါဆိုတော့နှစ်ထပ်မလုပ်ပါနဲ့တော့ကြာတစ်ခါလေးချက်လို့ရှိရင်လည်းသူများလက်ဆက်လက်နာကိုဝင်ရတဲ့အခါမျိုးကြရင်လေမားနေတယ်ဆိုလို့ရှိရင်လည်းမားနေကြအောင်ပုတ်ပွင့်လင်းလင်းပြောပေးပါပေါ့ပြီးရင်နောက်ပြီးလို့ရှိရင်ဘယ်လိုပြောရမလဲဘာလေးလုပ်ဖို့လိုအပ်တယ်ဆိုလဲဘာလေးလုပ်ဖို့လိုအပ်တယ်ဆိုတဲ့အရာလေးကိုပြောပေးပါပေါ့နော်စီးပွားရေးတစ်ခုတည်းကိုမကြည့်ဘဲနဲ့ပြောပေးပါအင်ရှင်တွေဘက်ကလည်းအဲ့ဒါလေးကိုလက်ခံပေးပါပေါ့တခါလေကျရင်လည်းပညာရှင်ဘက်ကလည်းဘာလို့တခါပြောလို့မရလို့လို့ရှိရင်နောက်တစ်ထပ်မပြောတော့ဘူးပေါ့အဲဆိုအဲ့လိုမျိုးနားလည်မှုတွေလွဲသွားတာမျိုးတွေမဖြစ်ဖို့အတွက်ကိုလည်းပို့ပြီးတော့မျှော်လင့်နေပေါ့အထူးကတော့မိသားစုတွေကလုံခြုံနေအေးချမ်းနေပြီးရင်နောက်ပြီးရင်အိမ်လေးထဲမှာနေလို့ရှိလို့ရှင်အော်အေးငါတို့အိမ်လေးကဒီလောက်တော့ဘာမှမဖြစ်ပါဘူးလုံခြုံနေဆိုတဲ့ခံစားချက်ကလေးမျိုးလေးပေးနိုင်ဖို့အတွက်ကိုလည်းကျွန်တော်တို့ဘက်ကလည်းစူးစမ်းနေတယ်စောက်လုံးမဲ့အင်ရှင်တွေအခုဆိုယာတီကပွင့်လင်းယာတီထဲမှာရှိနေတဲ့အတွက်ကြောင့်မလို့စောက်လုံးမဲ့ပြီးရင်နောက်ပြီးပြန်လဲပြင်ဆင်မယ်အဲ့ဒါမျိုးဆိုရင်တော့အဲ့လိုတက်တိကျွမ်းကျင်တဲ့လူတွေနဲ့ဆက်ပြီးတော့အင်ဂျင်နီယာမှမဟုတ်ဘူးတချို့လူတွေကပယံနေထဲမှာလေတချို့လူတွေကအင်ဂျင်နီယာထက်ကျွမ်းနေတာရှိတယ်အဲ့လူတွေနဲ့ပဲတေးချတိုင်မြင်ပါပေါ့ဆိုတော့ကျွန်တော်တို့လည်းကျွန်တော်တို့အကောင်းဆုံးလို့မပြောဘူးဒါပေမဲ့တိုးတော်ညာလည်းအကောင်းဆုံးဖြစ်ဖို့အတွက်တော့ကျွန်တော်တို့စူးစမ်းနေတယ်ပေါ့ဆိုတော့အကူကဆိုတော့အဲ့နေရာမှာဆိုလို့တော်တော်ရင်နာခဲ့ရတယ်များတယ်ပေါ့ဆိုတော့ဒီလိုမျိုးအစီအစဉ်လေးမှာလည်းအကူကဒီညီမကပြောတယ်ဒီလိုမျိုးလေးလုပ်ချင်တယ်ပေါ့နော်ဒီလိုမျိုးလေးပါလို့ရမလားလို့ပြီးလာတဲ့အခါမှာလည်းပါဝင်ဖြစ်တယ်ဆိုတာကလည်းဒီလိုမျိုးပေါ့နော်အင်ဂျင်ကျွန်တော်တို့ဘယ်လိုပြောရမလဲအင်ဂျင်နီယာတွေဘက်ကအင်ဂျင်နီယာတွေဘက်ကဒီလိုမျိုး technician တွေဘက်ကပဲknowledge farming ဖြစ်တယ်ဆိုတာထက်အင်ဂျင်နီယာဘက်ကလည်းသိဖို့လိုအပ်တာဟုတ်နော်ဆိုတော့အဲ့ဒါလေးကိုလည်းသိစေချင်တာလည်းပါတယ်ဆိုတော့အဲ့ဒါနဲ့အေးစီလက်ခံလိုက်ပြီးတော့ဒီအစီအစဉ်လေးကိုပါဝင်ပြလိုက်တာပေါ့အကူကဆိုတော့ဘယ်လိုပြောရမလဲအမှတ်မထင်ပေါ့နော်အမှုမဲ့အမှတ်မဲ့ဆိုတဲ့စကားလေးတစ်မျိုးလုံးပေါ့လူတိုင်းတော့အိမ်ထဲနေတာပဲကိုအိမ်ထဲနေတာဒါပေမဲ့အိမ်ထဲမှာဥပမာဟဲ့မင်းတို့အိမ်ကရောင်အာစီလားစတီးဆွက်ချလားတချို့လူတွေကအဲ့လောက်ထိတိသေးတယ်အာစီတဲ့ငါတို့ကအာစီရောင်စတီးဆွက်ချပြောနိုင်တယ်ဒါပေမဲ့တချို့လူတွေကြောက်လဲကိုယ့်အိမ်ကဟာမင်းတို့ဘာတန်သုံးထားလဲ HRV ဘယ်လောက်လဲဟာအယောင်အလုံးကြီးတာသုံးတယ်လို့ပေါ့ကျွန်တော်တို့ construction မှာကြောက်အဲ့လိုအလုံးကြီးတိုင်းကောင်းတာလဲမဟုတ်ဘူးလေကိုယ်တချို့ဟာတွေကတစ်ထပ်ဆောင်းရမယ်ဆိုလို့ HRV ဘယ်လောက်ကိုသုံးပါလဲတန်ဆိုလို့ရှိရင်သုံးမယ်ဆိုလို့ရှိရင် street switcher ဆိုလို့ရှိရင်ဘာမျိုးစားကိုသုံးပါလဲအဲ့ဒါဒီဘက်ကလည်း construction ဘက်ကရိုးရိုးသားနဲ့ ancient တွေဘက်ကိုပုတ်ပွလင်းလင်းနဲ့ပြပြပေးဖို့လိုအပ်တာပေါ့အများဆုံးအထင်ကတော့ပြပြပေးပါတယ်ဒါပေမဲ့တိုးတော့ညာလဲ ancient တွေဘက်ကလည်းအဲ့ဒီဟာလေးကိုတည်တည်ချာချာကြည့်ပြီးတော့တည်တည်ချာလေးလုပ်ပေးဖို့လိုတော့ဘာလို့ဆိုတော့အိမ်ထဲမှာ comfortable ပဲဖြစ်ဖို့ဆိုတာအများကြီးလောက်ရတာရှိတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့အကောင်းဆုံးပဲပေးနိုင်ဖို့ရည်ရွယ်တယ်ဆိုလို့ရှိရင်လည်းတချို့ဟာတွေကအိမ်ရှင်တွေဘက်ကနဲ့ကျွန်တော်တို့ဘက်နဲ့နှစ်ဦးနှစ်ဖက်ညီမျှသွားရဆိုလို့ရှိရင်တော်တော်ကောင်းမွန်တဲ့အိမ်လေးတစ်လုံးရှာသွားမှာပေါ့နော်ကဲအခုမပြောချင်သေးတယ်အိမ်တစ်လုံးစောင့်မယ်ဆိုရင်တော့အဓိကကြတဲ့အပိုင်းလေးပေါ့နော်နည်းနည်းပါပါလေးပြောချင်တာပေါ့ဘာလို့လဲဆိုတော့ဒီအိမ်တစ်လုံးစောင့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးတော့ foundation လာအဲ့ foundation လာဘယ်လိုလာမလဲကျွန်တော်တို့ဒီမှာ foundation အမျိုးအစားတွေအများကြီးရှိတာဟုတ်3-4မျိုးရှိတယ်ဒါပေမဲ့အဲ့ foundation ဘယ်လိုမျိုးစားလာအဲ့ foundation မလာခင်မှာဘာတွေလောက်ရမှာလဲအဲ့ဒါလေးတွေကလည်း ancient နေနဲ့တည်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဆိုရင်လုံးမယ်မြေတန်ရှင်းလုံးမယ် foundation တွေစားတော့မယ်မြေတန်ရှင်းအရင်စားလို့ပါပေါ့နော်ပြီးရင် foundation တွေစားမယ် foundation တွေလောက်ကြပြီဘယ်လောက်ဒီလောက်ကြမှာလေးပါဒါတွေလည်းဒါ ancient တွေ ancient တော်တော်များများတော့သိကြမှာလည်းသိပါဒါကတော့ technical ဘိုင်းဖြစ်တဲ့အတွက် engineer တွေလောက်ပဲသိဖို့များတယ်ဟုတ်တချို့ကြောက်လဲဒါစကားဖြတ်လို့တချို့ကြောက်လဲရှင်းပြတယ်ကျွန်တော်ဆိုပထမတစ်ခုဆိုလို့ရှိရင်ဒီမြောက်တကုံထဲမှာပဲကျွန်တော်တို့စောက်တဲ့အိမ်လေးဆိုလို့ရှိရင်အိမ်စောက်မှာပေါ့ကျွန်တော်လက်မခံပြလိုက်ဘူးသူ့ကိုကျွန်တော်တို့ကရှင်းပြတယ်အကိုကျွန်တော်တို့အိမ်ကမြေစောက်မယ်ဆိုလို့အိမ်စောက်မယ်ဆိုလို့ရှိရင်ဘယ်နှစ်ထက်ရမှာလဲခဏနေအောင်ကျွန်တော်တို့ပြောလို့မရသေးဘူးဘယ်နှစ်ထက်ရအောင်ဘယ်နှစ်ထက်ရမယ်ကျွန်တော်ပြောလို့မရသေးဘူးစီပင်ကဘယ်လောက်ခွင့်ပြုထားလဲပေါ့ပြီးနောက်တစ်ခုကကျွန်တော် swipe တက်ရပြီးသွားရင်ဘ
ဘယ်နဲ့ထက်ရမယ်ဆိုတာမျိုးကျွန်တော်ပြန်ပြောပြလို့ရမှာပေါ့ဒါပေမဲ့အဲ့ဒီဟာကိုရှင်းပြတဲ့ဟာကိုလုံးဝမင်းတို့ကမလို့ site ပဲစစ်စစ်ဘာပဲစစ်စစ်ငါတို့နားမလဲဘူးကွာငါတို့ပြောပြချင်တာငါတို့ဘယ်နဲ့ထက်ရချင်လဲဆိုတော့အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့နဲ့တော့အလုပ်လုပ်လို့မဖြစ်တော့အဲ့လိုပုံစံမျိုးပေါ့ဆိုတော့အခုပြောပြတယ်လို့ပေါ့တချို့ဟာတွေကမတိတာလဲထက်နားမထောင်တာပို့ဆိုတာအဲ့လိုမျိုးကျွန်တော်တို့ကတော့နားထောင်ပေးစီချင်တာကျွန်တော်တို့ကပြောပြချင်တာအဲ့လိုတလုံးဆောက်ပြီးသွားလို့ရှိရင်နောက်တစ်လုံးကိုယ့်ဘက်ကပါဆောက်လို့သွားလို့ရမယ်ဗျာအဲ့လောက်ထိကိုရှင်းပြပေးချင်တာအဲ့လို sorry အဲ့လိုမျိုးလေးပေါ့ကျွန်တော်တို့ပြောချင်တာတော့အဲ့လိုအရေးကြီးတဲ့အပိုင်းလေးတွေပေါ့နော် foundation ပိုင်းလေးတွေလာမယ်လို့ပါတော့အဲ့လိုမျိုးလေးတွေနောက်ပြီးတော့ဒီအဆောက်အဦတစ်ခုဆောက်မယ်စောနာပြောရတယ်လို့ပဲဆိုတော့ index အရေးကြီးဆုံးအဲ့ဒါမှကျွန်တော်တို့ကဘယ်မျိုးစားဖြစ်တာလဲမြေလူလားမြေပြော့လားမြေမာလားဆိုတဲ့ဟာကိုသိမှကျွန်တော်တို့အဆောက်အဦရဲ့ဟိုဆောက်လို့ရတော့ဗောနော်ဘယ်နဲ့ထက်ဆောက်မှလဲ40လား50လားမျိုးတွေပေါ့အဲ့ဒါလေးတွေကိုလည်းအခြေခံအားဖြစ်တော့အရှင်တွေဘိုင်းကလည်းတည်ထားဖို့တော့ဘလို့ပါအဲ့လိုမျိုးလေးသိစေချင်လို့လည်းကျွန်တော်တို့ဒီဟိုဟာလေးမှာ topic ကိုဝင် join လိုက်တာပေါ့နော်ဒါပါတော့အဲ့လိုလေးတွေကိုလည်းသိစေချင်တယ်နောက်တော့ဒီဟာကူကိစ္စနောက်ကျွန်တော်တို့ foundation တွေလုပ်ပြီးသွားရင်ကျွန်တော်တို့ဒီဘင်းတွေပါလေးပေါ့နော် foundation တွေပြီးသွားတဲ့အချိန်ကျရင်ဟာကူတွေရိုက်ကြဟာကူရရင်ကျွန်တော်ကဟိုကနေလုပ်လို့မရဘူးခဲကျိုးအုတ်ကျိုးတွေခဲကျိုးတွေနဲ့လုပ်လို့အဆင်မပြေဘူးအဲ့တော့ဒီအခုဖြစ်ပေါ်နေတဲ့ဟိုငလင်ဒဏ်တွေပါညာတွေရှိတဲ့အချိန်မှာအဲ့ဒီဟာတွေသုံးလိုက်လို့ရှိရင်အဲ့ပြိုကျတယ်ဆိုတာတွေကဒါတွေပဲပါသူတို့သုံးရမယ်ကျွန်တော်တို့ဟို engineer ထဲမှာသုံးရမယ်ဟာတွေရှိတယ်အဲ့ဟာတွေကိုပဲသုံးရမှာပေါ့နော်ဟာကိုသုံးမယ်ဆိုလို့ရှိရင်ဒီမြေရွှွန့်ဘွက်မြေတွေထည့်တာလို့တဲ့ပါလို့အဲ့လိုတွေလုပ်လို့မရဘူးပေါ့နော်ဒါအကြမ်းမြင့်အဖြစ်တော့ကျွန်တော်ပြောပြတာအဲ့ဒီကနေမှဖြည်းဖြည်းတက်သွားမှာပေါ့နော်အဲ့လိုလေးတွေပေါ့အဲ့ဒီဟာလေးတွေကိုလည်းသိစေချင်တာပေါ့ကျွန်တော်တို့သုံးမဲ့ပါဘယ်လိုမျိုးစားသုံးမယ်အရှင်တွေအနေနဲ့လည်းကျွန်တော်တို့ဒီကုမ္ပဏီမှမဟုတ်ပါဘူးဘယ်ကုမ္ပဏီပဲဆောက်ပေါ့နော် engineer တွေအားဖြင့်တော်တော်များများလည်းဒါကိုပြောပြစေချင်တာပေါ့ဒီကျွန်တော်တို့ပြောပြချင်ကြတယ်ပြောပြချင်ရတယ်ပြောပြစေချင်တယ်ဘာလို့လဲဆိုတော့ဒါမှလည်းသူတို့အိမ်တစ်လုံးရဲ့သူတို့ဆောက်လာတဲ့ဟာကိုသူတို့သိရမယ်နောက်ပြီးတော့ကျွန်တော်တို့ဘာတွေဖြစ်စေချင်လဲဆိုတော့ဒီ engineer ဘိုင်းရပဲဖြစ်ဖြစ်ဒီဆောက်လုပ်ရေးဘိုင်းရပဲဖြစ်ဖြစ်နော်သူတို့အိမ်တစ်လုံးကိုဆောက်ပြီးဆိုရင်သူတို့ကျွန်တော်တို့ကဘာပေးချင်တယ်ဆိုတော့နှွေးထွေးမှုတွေပေးချင်တာနှွေးထွေးမှုတွေပေးရမယ်လုံခြုံမှုတွေပေးရအဲ့တော့ဒီအဆောက်အဦတွေမှာသူတို့နေမှာဥပမာငလျင်လို့တယ်ဗျာဒီအိမ်ခိုင်ငံနေကျွန်တော်ဘယ်ပြေးမလဲအိမ်ကိုပြစ်ပြီးဘယ်မှမပြေးတော့အိမ်ထဲမှာခိုင်ငံနေဒါမျိုးလေးပေါ့အဲ့လိုမျိုးနှွေးထွေးမှုလုံခြုံမှုတွေပေးချင်တာအဲ့လိုတွေဖြစ်အောင်လေဒီကျွန်တော်တို့ construction ဘိုင်းတွေနောက်ပြီးတော့ကျန်တဲ့ engineer ဘိုင်းတွေရော construction ဘိုင်းတွေရောကုမ္ပဏီတွေရောပေါ့နော်အဲ့လိုလေးတွေလုပ်ပေးစေချင်တာပေါ့အရှင်တွေအတွက်ကိုကျွန်တော်ကဒါပြောပြတာပါကျွန်တော်တို့အပိုင်းကတော့ဒါဒီအဲ့လိုမျိုးလုပ်မယ်ဆိုရင်ကျွန်တော်တို့ဘိုင်းမှာဘာတွေရှိတယ်ကုန်ကျမှုတွေအများကြီးရှိတယ် quality ဘိုင်းတွေမရောအောင်ဒါတွေလုပ်ရမယ့်ဟာတွေအများကြီးနောက် juicy juice တော့ကျန်တဲ့ဒီ labor အစကျွမ်းကျင်တဲ့လူကဆရာပြောသလိုပဲလုံးဝ skill labor ဖြစ်ဖို့လိုတယ်အဲ့ဒါတွေရှိဖို့လည်းလိုတယ်အဲ့လူတွေရှိအောင်လည်းကျွန်တော်တို့မွေးထုတ်ပေးဖို့လိုတယ်ပေါ့နော်သူတို့ရှိမှလည်းဒီအဆောက်အဦစောက်တယ်ဆိုတာဒါဖြစ်မှာကျွန်တော်တို့ engineer တွေအရန်သိနေအရန်တက်နေတယ်ဒါပေမဲ့အခုသွားလုပ်ပါဆိုရင်ကျွန်တော်မလုပ်နိုင်သူတို့လိုမျိုးမလုပ်နိုင်ဘူးနိကျွန်တော်ကအတက်ပညာလောက်ပဲရှိတယ်သူတို့လိုမျိုးကျွန်တော်အသိပညာလောက်ပဲရှိတယ်အသိပညာလောက်ပဲရှိတယ်ဒါပေမဲ့သူတို့လိုမျိုးကြတော့ဟိုကိုယ်တိုင်မလုပ်နိုင်တော့ဒါမျိုးလေးပေါ့အဲ့လိုကြတော့သူတို့တွေရဲ့ဟိုကျွမ်းကျင်မှုတွေလည်းလိုအပ်တယ်သူတို့ရှိနေမှလည်းဒီအဆောက်အဦတွေဆိုတာဖြစ်ပေါ်လာမှာသူတို့ကအခေယာပေါ့ကျွန်တော်တို့ကသူတို့အရေးကြီးတယ်အဲ့ဒါကိုကျွန်တော်တို့ကတတိမမူပေးလိုက်တဲ့အရာလေးတွေပေါ့သို့တော့ဘယ်လိုသိရမလဲတချို့ဟာတွေမှာကိုပိုင်လေးပါအဲ့လိုမျိုးတီးတတ်မထားဘာအိမ်အပ်ပြီဆိုတော့မှဥပမာဟို1000နဲ့အပ်လိုက်တယ်ရော့900နဲ့ပြန်ချပေးလိုက်တယ်မင်းစောက်လိုက်ဟုတ်ပြီဟိုကောင်ကလာစောက်ကိုပိုင်ဒီပါနဲ့ဘယ်လိုလုပ်သွားလဲဘယ်လိုဟာလဲမသိဘူးအဲ့လိုပုံစံမျိုးတွေတော့မကောင်းပေါ့ကျွန်တော်တရားချင်တာ second try ပြန်ပေးတယ်ဆိုလို့ရှိရင်တီးချာ scope နဲ့ပြန်ပေးတာမျိုးတွေပေါ့အမြတ်တစ်ခုတည်းကိုပဲကြည့်တာမျိုးမဟုတ်ပဲဆိုတော့ labor တွေပြောင်းတာအဓိကကိုပိုင် labor မရှိတဲ့အခါကျတော့ wall to wall ကိုချောလိုက်ပြီဆိုလို့ရှိရင်တော့မှဒီဘက် channel ဟိုဘက် channel ချောတာလူတယောက်ချင်းစီဖြစ်နေရမျိုးတွေပေါ့အဲ့ဒါမျိုးတွေကကြတော့ဟိုဘက်ကတယောက်ကဒီဘက်ကိုသွားဖို့အတွက်ချင်းမြင်းကျိုးချတဲ့အချိန်မှာဘယ်လောက်သွားပြီးတော့ဘယ်လိုလုပ်မယ်ဆိုတွေးထားနောက်တစ်ယောက်ကထတ်ချောသွားအဲ့မှာသွားပြန်အောင် gap တွေဖြစ်တာတွေတချို့ဟာတွေကမလှမပါဖြစ်တာတွေရေစိမ့်မှုတွေအဲ့ဒါမျိုးတွေပေါ့အဓိကတော့ဟိုဘယ်လိုပြောရမလဲဒီညီကိုဒီဟိုဘယ်လိုပြောရမလဲညီကိုတွေကတချို့ဟာတွေကကျွန်တော်တို့ဘက်ကနေပြီးတော့လဲကျွန်တော်လည်းလုပ်ခဲ့မိပါတယ်အဲ့လိုမျိုးအောက်ခြေဝန်ထမ်းမယ်ဘလိုပါဦးဒီကောင်တွေကပေါ်ရှားတာလွယ်ပါတယ်ပေါ့အဲ့လိုမျိုးတွေနဲ့လှုပ်လာခဲ့တဲ့အရာတွေကဟိုဖြစ်တာဆိုတော့အခုနောက်ပိုင်းမှာတော့တေရှာလေးကျွန်တော်တို့မွေးထုတ်နေတယ်အခု
တေချာနဲ့ဘလို့ကျွမ်းကျင်လေးပါတွေကိုအလုပ်သမားတွေဘလို့ဖြည့်ရနိုင်ဖို့အတွက်ရှိလာတဲ့အလုပ်သမားတွေကျွမ်းကျင်လာဖို့အတွက်သင်တန်းတွေပေးတာမျိုးတွေ training ကိုတက်ပေးတာမျိုးတွေကျွန်တော်တို့တက်ထပ်လုပ်နေတာမျိုးတွေရှိတာပေါ့အဓိကကတော့တေချာလေးနဲ့ခိုင်ခက်ခက်လေးနဲ့လှပပလေးဖြစ်ဖို့အတွက်ကသူတို့ကလည်းအရေးကြီးတဲ့နေရာပါနေတာ哦ဆိုတော့ကျွန်တော်တို့ကဘလောက်အကိုတို့ကျွန်တော်တို့အိမ်အပ်တယ်ဆိုလို့ရှိရင်ဘလောက်ပဲကျွန်တော်တို့အာမခံချက်တွေပေးကျွန်တော်တို့နောက်မှာရှိနေတဲ့အဖွဲ့ဒီပါတွေကအလုပ်သမားတွေပြီးရင်ပယံဆရာတွေအဲ့သူတို့တွေကဟိုတကယ်တက်တိမှုမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပေးထားတဲ့ grade တလွဲ grade ပဲဖြစ်နေမှာဆိုတော့အခုတော်တော်များများကြုံနေရတယ်လေအဲ့လိုမျိုးတွေပေါ့အခုချက်ချင်းဟိုမျိုးအဲ့လိုမျိုးလုပ်လို့ဟိုမျိုးစော်ကားလို့စိတ်တော့ရှိတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကတော့ professional ဖြစ်စေချင်တာပေါ့ဆိုတော့ဟို professional တွေနေရာမပြီးတဲ့ခါကျတော့ professional ကနိုင်ငံခြားထွက်ကုန်ပြီးရင်နောက်တစ်ခုကရှိနေတဲ့ professional တွေကျတော့လဲဈေးမရလို့သူတို့မှာဘယ်လိုဖြစ်လဲအခုဒီနေ့ဟိုရောက်နေဒီနေ့အိမ်လေးတစ်လုံးအဲ့လက်ခံလိုက်ပြီကွာဆိုလို့ရှိရင်ရှင်းမြဟိုဘယ်လိုပြောရမလဲဘေးတော့သမားတွေရောဘာတွေရောအကုန်လုံးခေါ်လာရောအမချောအဲ့မှာဒါလေးကိုလုံးကျွန်တော်တို့ကအဲ့လိုတော့သွားလို့တော့မရအောင်ဆိုတော့သူတို့ရဲ့ by one professional ဖြစ်ဖို့အတွက်ကိုဆိုရင်တော့ကျွန်တော်တို့ကသိကြတယ်သူတို့က professional ဈေးကိုသူတို့ရနိုင်မှာဖြစ်ပါဆိုတော့သိကြတယ်အခုကျွန်တော်တို့လည်း professional ဈေးပေးနိုင်ဖို့အတွက်ကိုကျွန်တော်တို့စနေကြပြီဆိုတော့စနေကြပြီကျွန်တော်တို့လည်းစပြီးစူးစမ်းနေကြပြီပေါ့နော်အဲ့လိုမျိုးလည်းလိုအပ်သေးတယ်ဆိုတော့ဒါကတော့ဟိုဘယ်လိုပြောမလဲအင်ရှင်ကြီးဘက်ကသိဖို့လိုလားဆိုတော့လေသိကျင်နေရတယ်မသိကျင်နေရတယ်ပေါ့ဒါပေမဲ့သို့တော်ညာလဲအဲ့ဒီလိုမျိုးရှိရဲ့ကိုပိုင်အဖွဲ့လေးတွေနဲ့ကိုပိုင်ရုံးကန်နေကြတဲ့အဖွဲ့လေးတွေရှိတယ်အဲ့ဒီလူတွေကိုကြည်ပြီးတော့အဲ့လူတွေနေစရာပြီးတယ်စားစရာပြီးတယ်ပြီးရင်နောက်ပြီးရှင်သူတို့ဟို view site ပြီးတော့ဟိုသူတို့ labor နဲ့ဒီနေ့သွားလဲ labor ဒီ labor ပဲဒီဘက်သွားလဲ labor ပဲဖြစ်ဖို့တော့သူတို့အလုပ်သမားတွေကိုမွေးထားတဲ့ company တွေရှိတယ်အဲ့ company တွေကတော့တကယ်နော်အလုပ်အသင့်တဲ့ company တွေလို့တော့ကျွန်တော်တို့ဘက်ကတော့အကြံပြုပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့က rich တွေရှိတယ်အလုံးရှိမရှိဒီလူတွေကစာဝင်နေရေးကိုအကုန်လုံးတောင်းယူပေးထားရတဲ့အရာတွေရှိတယ်ဒါပေမဲ့တိုးတော်ညာလဲဒီလိုလူမျိုးတွေကပြန်ရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးတွေတကယ် swap ခေါ်ပေးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဖြစ်ထွန်းလာပို့ပြီးရမလဲကောင်းတဲ့အရာလေးတစ်ခုပို့ရလာနိုင်မယ်လို့တော့ကျွန်တော်တို့ဘက်ကတော့မြင်မိတယ်ပေါ့နော်ဆိုတော့ဟိုကိုမွေးထားလို့ကိုပြောတယ်လို့လည်းမဟုတ်ဘူးကိုဒါပေမဲ့တိုးတော်ညာလဲဒါရှိတယ်လားဆိုတော့ကျွန်တော်တို့နိုင်ငံမှာဟိုကျွန်တော်တို့ကိုယ်တိုင်လည်းဟိုဘယ်လိုပြောရမလဲနိုင်ငံခြားနဲ့ရှင်တိုင်းဈေးနှင်းနေရလည်းရှိပါတယ်ဗျာဒါပေမဲ့တိုးတော်ညာလဲဟိုမပေးနိုင်တဲ့အရာတွေလည်းရှိနေတာပေါ့ဒါပေမဲ့တိုးတော်ညာလဲအတက်နိုင်ဆုံးသူတို့လုံခြုံမှုရအောင်ဖို့အတွက်ကိုတော့ကျွန်တော်တို့ဘက်ကစီစဉ်ပေးနေတယ်ပေါ့နော်ဆိုတော့ထပ်ပြီးတော့လည်းစီစဉ်ပေးဖို့အတွက်လည်းလုပ်နေပေါ့အဓိကတော့သူတို့ကတော့အခက်ရပေါ့ဘာလို့ဆိုတော့သူတို့လှုပ်သွားတဲ့ဟာထဲမှာသူတို့ကတကယ်စိတ်ဝန်ထမ်းတွေရလဲစိတ်ရေးချမ်းသာစွာနဲ့တကယ်ကိုလုပ်နိုင်မယ်ဆိုလို့ရှိရင်အခု reset ကကောင်းတယ် reset ကွာကြတယ်ပေါ့အဲ့လိုဆိုတော့အဲ့နဲ့မေးပါအောင်မယ်အကိုဟိုတဲ့ခါတော့ကျွန်တော်ပြောတာဗာလဲဟိုကအကိုအိမ်လေးကြီးယူတယ်ဆိုတဲ့အကြောင်းပြောပါအောင်ဘယ်လိုတွေကယူတာလဲပေါ့ဆိုတော့အဲ့လိုပါပဲနေပြီးစောက်ပြီးတော့9နှစ်လောက်တော့အဆင်ပြေတာပေါ့နော်ဆိုတော့9နှစ်နောက်ပိုင်းကျတော့ကိုလိုအိမ်ကတော့ဟိုဆက်လက်တော့မဟုတ်ဘူးပေါ့နော်ယူတုံမိုးပေါ့တုံမိုးဆိုတော့တုတ်ကနေယူတာလည်းဖြစ်နိုင်တာပေါ့လေနောက်တစ်ခုကဘယ်လိုပြောမလဲမြင့်မိုးပိတ်တို့ဘာတို့ကနေပြီးတော့စိတ်နာလည်းဖြစ်နိုင်တာတော့ဟိုခုနကိုစောရင်းတန်းတို့ကိုဖြိုးတို့ပြောခဲ့သလိုပဲပေါ့နော်ဟိုတတန်းတစ်ခုကြားတဲ့အခါမှာ strength ကဒါရော့လာတာဘာလို့ကျွန်တော်နားလည်တယ်လို့ပြောရမယ်ဆိုလို့ရှိရင် concrete ရဲ့ strength ကရော့လာတဲ့အခါမှာRC မဟုတ်တဲ့နေရာမျိုးကနေသူမို့ GI လို့တော့၎င်းမိုးကြီးလို့တော့၎င်းဒါကတော့ယူပါတယ်ဒါကတော့ဘသူရဲ့ဟိုအမှတော့မဟုတ်ပါဘူးเนาะဒါအားလုံးလည်းဖြစ်တတ်တဲ့သဘာဝပါပဲเนาะလူတော်တရားသေးတာပဲဒီเนาะဆိုတော့ဘယ်မှတော့တစ်သက်လုံးတော့မခံဘူးပေါ့လေဆိုတော့အဲ့ဒီအောင်ဟိုမဖြစ်ရင်တော့အကောင်းဆုံးမဖြစ်အောင်လုပ်ပေးနိုင်ရင်တော့အကောင်းဆုံးပေါ့ဒါပေမဲ့လည်းကျွန်တော်တို့အရင်ကြီးတော့မျောလင်းချက်မကြီးပါဘူးနော်ဆိုတော့ဆေးဆိုလည်းဆေးတက်တန်းရှိတာပဲလေတော့လည်းဆေးတက်တန်းရှိတယ်concrete ဆိုလည်း concrete တက်တန်းတစ်ခုရှိမှာပေါ့နော်ဆိုတော့ဒါကိုကပြန်ပြီးတော့ maintenance ဆိုလုပ်ဖို့လိုတာပေါ့ဒါပေမဲ့ပြောချင်တာဖြစ်တတ်တယ်ဆိုတော့ nature တော့ရှိတယ်အဲ့တော့စောက်တဲ့အချိန်မှာကလေးကငါတို့ကဒီလိုကိစ္စမျိုးတွေကိုဘယ်လိုဟို safe side ယူပြီးတော့မဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့9နှစ်လောက်နဲ့မယူအောင်15နှစ်လောက်20လောက်မှဖြစ်ရင်ကိုယ့်တော့ပိုကောင်းတာပေါ့ပြောချင်တာနော်အဲ့လိုမျိုးဖြစ်ဖို့အတွက်တော့အတွေ့အကြုံလည်းတကယ်တော့ရှိဖို့လိုပါတယ်ခုနကကိုစောလင်းတဲ့တို့ဘလိုမင်းသိကိုပြောသလိုပဲအဲ့တော့ကျွန်တော်တို့အတွေ့အကြုံတွေအဲ့တွေလည်းမရှိခဲ့ဘူးလေမသိခဲ့ဘူးအဲ့တော့ဒါပေမဲ့လည်းပဲအနီးကပ်တော့ကြီးကြပ်ပြီးတော့ကြည်တာပေါ့လေနော်သူတို့ဘယ်လိုလုပ်တယ်ခိုင်းနေစသဖြင့်ဒါလို့ပြီးတော့ကြည်တာပဲဒါပေမဲ့
ခုနအကိုတို့ပြောခဲ့တဲ့သူလိုပဲသူ့သက်ဆိုင်ရာဒီအိမ်တလုံးစောင့်မယ်ဆိုလို့ရှိရင်ဘာတွေကို view site တင်နေဘာတွေကိုမေးတင်နေဘာတွေကိုတိတင်နေဆိုတာမျိုးတိထားရင်ပိုကောင်းတာပေါ့နော်ပြန်ပြီးတော့ကို control လုပ်ဖို့လိုအပ်တဲ့ဟာမေးဖို့မြန်းဖို့ပိုကောင်းတာဆိုတော့အဲ့ဒီအတွက်လည်းဒီမှာကျွန်တော်ထင်ပါတယ် NAC လည်းဒီလို season လေးတွေဆက်ပြီးတော့လုပ်ပေးမယ်လို့ထင်ပါတယ်အဲ့တော့ဟို customer တွေကိုကို client တွေကိုဖြစ်လာတဲ့ client ဖြစ်လာတဲ့သူတော့ client မဖြစ်သေးတဲ့သူတော့ကျွန်တော်က awareness ပေးတာတလုံးစောင့်မယ်ဆိုလို့ရှိရင်ဘယ်လိုအဆင့်ဆင့်သွားတယ်ဘယ်လိုတွေတိထားဘာတွေကို client တွေကတိထားတင်တယ်ဆိုတာမျိုးကိုawareness ပေးနိုင်ရင်တော့ကျွန်တော်ထင်ပါတယ်ဟိုပိုကောင်းတဲ့အိမ်လေးတွေကျွန်တော်တို့ရမှာပေါ့လေဟုတ်ဟိုပါပေါ့အကူအဲ့ကောင်ကကြတော့လေအင်ရှင်အမားနဲ့ဟိုအဲ့လိုမျိုးတော့9နှစ်လောက်ကျော်ကျွန်တော်အင်ရှင်ကတော့ဗျာဟိုဘယ်လိုအိမ်တလုံးစောက်လိုက်ပြီဆိုလို့ရှိရင်တော်တော်ချာမပြင်းရလေကောင်းလေပေါ့တော်တော်ချာမလို့ရလေကောင်းလေပေါ့ဆိုတော့အဲ့ဒီဟာလေးကကြတော့လေတချို့ဟာလေးတွေကကြတော့အကူအင်ရှင်မားလည်းမဟုတ်အင်ရှင်မတိလို့ပြဿနာတက်တာလည်းမဟုတ်လှုပ်ဆောက်ပေးတဲ့ကုမ္ပဏီကလွဲလို့ဖြစ်တာလည်းမဟုတ်အခုလိုမျိုးမြင်းတို့ဘေးကတနေ့နှစ်မဖြစ်ဖ ೇನೆ နောက်9နှစ်လောက်မှဖြစ်တာမျိုးပေါ့ဆိုတော့အဲ့ဒါကကြတော့ဘလို့ကွာလဲဆိုတော့ကိုအိမ်မျိုးစားရွေးဖို့လိုအပ်တာဆိုတော့လူကဘလို့ဖြစ်လဲဆိုတော့အခုနောက်ပိုင်းဟာ client တွေကျွန်တော်တို့မြန်မာပြည်မှာတော်တော်များများဘလို့သွားလဲဆိုတော့ဟာဒီအိမ်လေးလာဆိုအဲ့အိမ်ပုံစံလေးတွေရွေးဆိုတော့အဲ့ classic type ဆိုလုံးဝ classic modern ဆိုလုံးဝ modern အဲ့လိုသွားကြတာတကယ်တော့အဲ့လိုမဟုတ်ဘူးကိုရဲ့ classic ကဘယ်လိုနေရာမျိုးမှာ classic ဖြစ်တင်ပြီးတော့ဘယ်လိုနေရာမျိုးမှာ modern ဖြစ်တင်တာလဲအဲ့လိုမျိုးလဲကွာသေးတာခေါင်ပေါ့အခုခေါင်ဆိုလို့ရှိလို့ရှိရင်မော်လမြိုင်ခေါင်ကအခုမော်လမြိုင်ရဲ့ယာဒီဥဒုနဲ့လိုက်ဖက်ညီတယ်မလို့မော်လမြိုင်ခေါင်ဆိုပြီးနာမည်ကြီးလာတာနော်ဆိုတော့တရားချင်တာမော်လမြိုင်ခေါင်လျံကုန်မှာလာဆောက်တယ်ဆိုတော့သူအားနေချက်အားသာချက်လေးရှိတာပေါ့ဆိုတော့ကျွန်တော်တို့တခါတလေချက်လို့ရှိရင်ကမ်းခြေဒေသတွေမှာလုံးဝ luxury လိုပုံစံမျိုးလုံးဝမှန်းနေတက်ပြီးတော့လုံးဝဟာမျိုးကျွန်တော်တို့အဲ့လိုမျိုးပုံစံမျိုးတွေတချို့ဟာတွေမှာဟိုလုတ်တဲ့အရာတွေမှာကျွန်တော်တို့လာဆွေးနွေးဘူးတာရှိတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါဆိုလို့ရှိရင်ဒီလိုနေရာမျိုးတွေမှာခေါင်တီမိုးများတဲ့ဒေသမလို့ခေါင်ဆိုင်ပေးရမယ်ဘယ်လိုနေရာမျိုးမလို့လုပ်ပေးရမယ်အဲ့လိုဂျာတိဥတို့ကလည်းချင်းချက်ပြီးဖြစ်လာတယ်ပေါ့ဖြစ်လာရဆိုလို့ရှိရင်နောက်နှစ်ကိုယ့်အိမ်ဆောက်မဲ့ဟာကစောက်မဲ့သူနဲ့ဟိုအိမ်ရှင်တွေကဘယ်နှစ်လောက်ထိကိုကြိုတွေးထားပြီးတော့လုပ်ကြရလဲအဲ့ပုံမှာလည်းမူတည်သေးတယ်အကွာဘာဖြစ်လို့လဲဆိုတော့ဖြစ်လာတဲ့အရာတွေတချို့တော်တော်များများအဲ့ဒါကဟိုမှားယွင်းချက်မှုကြောင့်မဟုတ်ဘဲနဲ့အဲ့လိုမျိုးဒီဇိုင်းမှာသွားတဲ့အရာလေးကြောင့်လဲဖြစ်တတ်တာပေါ့နော်ဆိုတော့ဒီရန်ကုန်ယာဒီဥဒုနဲ့ဆိုလို့ရှိရင်အိမ်ပုံစံကဘယ်လိုပုံစံမျိုးလေးနဲ့ဆိုရင်လိုက်ရောညီထွေရှိပြီးတော့ပြီးရင်ခေါင်လေးကဘယ်လိုပုံစံမျိုးလေးဆိုလိုက်ရောညီထွေရှိနိုင်မလဲဆိုတဲ့အရာလေးတွေကတော့တကယ်ကျွမ်းကျင်တဲ့သူနဲ့အင်ရှင်နဲ့သုံးတဲ့ budget နဲ့သူချာလေးဆွေးနွေးစီခြင်းတယ်ဆိုတော့ဟေးအိမ်ဆောက်ကြမယ်ဟေးဘယ်ဒီဇိုင်းလဲရော့ဒီဇိုင်းဟေးအဲ့ဒါဆိုလို့ရှိရင်ဆောက်ကြမယ်ဟေးဆိုအဲ့လိုမျိုးတော့မဟုတ်ဘဲနဲ့ဒီချာနဲ့တကယ်ဆွေးနွေးပြီးတော့လုပ်စီခြင်းတာပေါ့နော်ဆိုတော့အိမ်ဒီဇိုင်းမိုင်းလည်းပြဿနာရှိတာကျွန်တော်တို့မှာကျွန်တော်တို့ကမ်းခြေတွေမှာကျွန်တော်တို့ hotel project တွေစောက်ဖူးတယ်ပေါ့နော် hotel project တွေစောက်တဲ့အခါမှာကျွန်တော်တို့ကဘာထည့်စဉ်းစားလဲဆိုသူကကမ်းခြေကြလို့ရှိရင်သူကမိုးရင်းတစ်ခါမိုးရင်းရောက်ပြီဆိုတော့လည်းကမ်းခြေပိတ်တယ်သူကကမ်းခြေပိတ်ပြစ်ကြတယ်ပိတ်ပြစ်ကြရဲဆိုတော့မိုးများတာရောစငယ်များတာရောပေါ့ကိုယ်အဲ့ချိန်ကျရင်ကျွန်တော်တို့ကဘာကိုထည့်တွင်းပြီးစဉ်းစားထားရလဲဆိုတော့ပိတ်သိမ်းမဲ့ပလန်ဘယ်လိုပိတ်ချင်တာကိုကတာဘော်လင်စားနဲ့ဝါးနဲ့ပိတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စောက်ထားတဲ့ခေါင်မှုစောက်ရဲ့အောက်ထဲမှာဝါးထိုးထည့်ဖို့အတွက်တက်နေရစာကိုကျွန်တော်ထည့်ထားပြီးသားအဲ့ဒါလေးထည့်ပြီးတော့မှကျွန်တော်တခါလေးစောက်တယ်တခါလေးတာဘော်လင်စားနဲ့ပိတ်ပြီးသွားလိုက်တယ်10နှစ်15နှစ်အနှစ်20အေးစိအဲ့လိုရှိနေတဲ့ဟိုတယ်တွေရှိတယ်ဒါပေမဲ့တချို့ကကြောက်အဲ့လိုမဟုတ်ဟာလုံးဝကမ်းခြေလည်းမစင်စားဘူးပညာရှင်ပြန်ကြံပြူတာလည်းမစင်စားလာစောက်လေးတက်အဲ့မှာဘာစကြုံတွေ့တယ်ဆိုတော့တကားလက်ကင်ကြီးကစတော့လက်ကင်ကြီးကဖွင့်မရတော့စံနှံကတ်လို့ဟိုပြီးနောက်ပြီးအိမ်ဒီလိုမျိုးဘေးဒီပေါ်မှာစီးကက်ကတ်တွေဖြစ်နေတာတွေပြီးနောက်ပြီးဘလို့အဖဲနဲ့စောစီစီဟိုဟောင်းသွားတာပေါ့အမှန်တိုက်တန်းဆိုတာ3-5နှစ်လောက်နေတော့မှ maintain ကဝင်သင့်တယ်ပေါ့ဝင်သင့်တယ်တော့မဟုတ်ဘူးဝင်သင့်တယ်ဒါပေမဲ့တိုးတော်ညာလဲအချိန်မတိုင်ခင်ပဲပြက်စီးတယ်ဆိုတာကအဲ့လိုမျိုးတွေကြောင်းလဲကွာတာပေါ့ပြီးနောက်တစ်ခုကဆေးသုံးဆေးသုံးလို့ရှိလို့ရှိရင်အခုဆိုလို့ရှိရင်ဆေးဆိုလို့ရှိရင်ယူတဲ့ပုံစံအမျိုးအစားရှိတယ်ဥပမာကျင်းစီဘလောက်နှစ်ကုတ်ပါတီနှစ်ကုတ်ပါမယ်ဆေးတစ်ကုတ်ပါမယ်အဲ့ဒါဆိုဘလောက်သူကအဲ့လိုမျိုးကုတ်တွေတွေနဲ့သူက client ကရွေးချယ်လို့ရအောင်သူကအများကြီးပေးထားတယ်ဒါပေမဲ့အဲ့ဒါကဘလို့ကောင်းတယ်လဲကျွန်တော်ဘလို့တုတ်တင်တယ်အဲ့ဒါမျိုးတေချာမီးပြီးတေချာလုပ်တင်တာပေါ့ဆိုတော့တချို့ဟာဆိုစီတာမကုတ်သွားတဲ့အခါကျတော့တနေ့နေ့လောက်တုတ်ပြီးကျန်တဲ့တခါလဲဆေးရအယောင်တွေမိန်သွားတယ်အယောင်တွေလွင့်သွားတယ်ဟာအဲ့ချိန်ကျတော့ဘာဖြစ်တယ်ညာကြီးတယ်ဆေးမျိုးစားကောင်းနိုင်တယ်မဟုတ်ဘူးသူ့ရဲ့သွားမယ် step by step တွေကိုဖြတ်သွားတော့မှအကောင်းဆုံး quality ဖြစ်တာကိုကွာ
ဆိုတော့ငါကတော့ဟိအောင်ငါလုံးဝဟွာဘီလက်နေဆို SCG တော့ဒါပေမဲ့ SCG သုံးတာနဲ့တခြားဟောင်းနဲ့ quality တကယ်ဟိုတိကျစနစ်တကျလုပ်သွားတဲ့နေရာနဲ့ဆိုနည်းနည်းကွာအာတဲဟိုစကားမချထားတာတို့ကြောက်ကိုတန်ရှင်းမလုပ်ထားတာတို့အဲ့ဒါပုံစံမှာဆက်လက်လောင်းတာတွေမှာကွာခြားချက်တွေဖြစ်ကုန်ကြအောင်လောင်းတဲ့နေရာမှာ vibration မပါတာတို့မထိုးတာတို့ပြီးရင်နောက်ပြလို့ရှိလို့ရှင်ကျွန်တော်တို့ဒီတန်စကားခင်းသွားတဲ့နေရာမှာတန်စကားရဲ့ gap ကအဟာကအပေါ်နှလက်မရှိမှလားအောက်နှလက်မရှိမှလားအဲ့ဒါတွေတေးချာမလုပ်ခဲ့တဲ့နေရာတွေမှာခုံတာတွေကော့တာတွေဖြစ်လာတဲ့နေရာတွေမှာ quality တွေရော့ကုန်ကြတာပေါ့အဓိကကတော့အင်ရှင်ဘက်ကသုံးလိုက်တဲ့ပမာဏအမောက်ပမာမူတည်ပြီးကောင်းတဲ့ result လေးတစ်ခုလောက်ရစေချင်တာဆိုတော့ဟိုကျွန်တော်တို့ဘက်ကစောက်တဲ့သူကလည်းစောက်လိုက်တဲ့ပမာဏပေါ်မှာမူတည်ပြီးတော့သူ့အမြက်ကလေးနဲ့သူ့ဟာလေးနဲ့သူဖြစ်သွားစေချင်တာဆိုတော့အမျက်မရှိဘဲနဲ့တော့စောက်လို့မရဘူးပေါ့တခါလေကြာရင်ကျွန်တော်တို့ construction စကြတဲ့အချိန်မှာဟုတ်တယ်4-5နှစ်လောက်3-4နှစ်လောက်အထိပေါ့ကျွန်တော်မြက်တယ်လို့မပြောရဘူးဆိုတော့မြက်တယ်ဆိုလို့ရှိရင်သူတို့တွေကပါရလို့တွေးတာအမှန်မှန်မဟုတ်ဘူးကျွန်တော်တို့မှာအမြက်ကငကိုတွေကတွက်ပြီးသားငကိုတွေကအမျက်ရှိတယ်အမျက်ရှိမှလည်းကျွန်တော်တို့ဒီလုပ်ငန်းကစိုက်ရက်တည်နိုင်ပါဘူးဆိုတော့အဲ့ဒါဟိုလဲအင်ရှင်တွေဘက်ကအမျက်ကလေးကိုလည်းလက်ခံပေးပါပေါ့နော်အဲ့ဒါတော့ဒါကတော့ဘာမှမဟုတ်တဲ့ topic လေးတစ်ခုပေါ့အမျက်တယ်လို့ပြောလို့ရှိတဲ့အတိုင်းအိမ်ထဲကဘီလက်နေတွေယူသွားတာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့လည်းတိုးတော့ညာတယ် reserve ကောင်းကောင်းနဲ့ပေးချာမှတ်တိုင်တစ်ခုပေါ့နော်ကျွန်တော်တို့ကတော့ပုံမှန် business ပမာတယောက်ဖြစ်လာတယ်ဆိုပေမဲ့ကျွန်တော်တို့အတွေးထဲမှာ engineer mindset ကမကုန်သေးဘူးမကုန်သေးတော့တချို့ဟာတွေကအမျက်ဆိုတာထက်တချို့ကလည်း quality ကောင်းသွားမယ်လှသွားမယ်ပြီးသွားရင်အိမ်လေးကိုကြည့်နေရယုံနဲ့ PT ပေါ့ကွယ်အဲ့ဒါလေးစားရယုံနဲ့ဟိုတော်တော်အဆင်ပြေပါတယ်ပေါ့ဟုတ်ကဲ့အခုလိုပါဝင်ပြီးတော့ဆွေးနွေးဖြေကြားပေးတဲ့အကိုတို့ကလည်းကျွန်တော် lifetime တိုင်း season လေးကကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါနောက်လည်းမကြထပ်ပြီးတော့ခေါ်ပါလို့ကျွန်တော်လည်းအချိန်ခါခွင့်သိထပ်မှပြီးတော့ထပ်ပါပါမယ်ဟုတ်နော်ထပ်ပြီးပါဝင်ပေးပါမယ်ဆိုတော့တချို့ဟို feedback တွေပေါ့နော်ရလာရဲဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲတီးလို့တာမေးလို့တာအဲ့လိုမျိုးပုံစံမျိုးတွေရှိလာတယ်ဆိုလို့ရှိရင်လည်းအာမနာနဲ့မေးပါကျွန်တော်တို့လည်းထပ်ပြီးတော့နောက်တစ်ခေါက်ထပ်လာပြီးတော့ပြောပေးနိုင်ဖို့အတွက်ကိုကျွန်တော်လည်းစူးစမ်းပါမယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီ lifestyle တိုင်း season လေးကဒီလောက်ပါပဲနောက်ထပ် lifestyle တိုင်းထပ်လာမယ့် season လေးတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ဒီ lifestyle diary လေးရဲ့ Facebook နဲ့ YouTube channel တွေမှာလည်း like follow လေးလုပ်ခဲ့ပြီးရနော်ပြီးတော့ရှင် YouTube မှာဆိုတော့လည်း notification လေးနှိပ်ပေးခဲ့ကြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးပါ